多对公送的瓜子的，山多多马谁别抓的，他送的日子，山多对公送的瓜子的。
ကျမတို့အတော်ပြန်စစ်တိုက်ပြီးနေတဲ့ဖခင်တခင်ကအမေရန်ကောင်းမြတ်တဲ့ဖခင်ရှင်ဖြစ်တယ်သူရဲ့အတန်တော်လေးကိုကျမတို့ကြားတဲ့အချိန်တိုင်းမှာကျမတို့အမေရန်ခေါ်နာကိုပြီးစီတဲ့ဖခင်ရှင်ဖြစ်တယ်ဒီငါပါအတတဖာဖခင်တခင်စီကနေအိုးသူရဲ့အတန်တော်လေးကိုစံကကြရအောင်သူရဲ့အတန်တော်လေးကိုတောင်းတကြရအောင်ဟာလေလုယာtu piti chinde dia dai te khiluro da yoi tu pita chinde ku do da ke me na bien si ba te ke piao de dai piao da si te no no da shi to na
ရဲ့တန်တော်ကိုကြားစေခြင်းနဲ့ဟာလေလုယာလာမာအိုးပြောင်းဆုံးတော်ရဲ့မြောက်ကိုဖန်ဆင်းလိုက်ဖွယ်ကိုတော်ရဲ့တန်တော်လေးကိုကြားခြင်းနဲ့ဘယ်လိုဆက်လို့ရမှာလဲဘယ်လိုတွေ့ရမှာလဲဘယ်လိုဖြစ်ကြရမှာလဲဘယ်လိုစကားပြောရမှာလဲကိုတော်ရဲ့တန်တော်လေးကိုကြားခြင်းနဲ့Shira mama 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 Oh come here dear phaya Oh hallelujah la mai siri rama Oh hallelujah la mai sira mama Kudo ya tando Kudoကိုရောရဲ့အလိုတော်အားတိုင်းကျမတို့အသက်ရှင်နိုင်ဖို့ရကျမတို့အထဲမှာကိုရောရဲ့ချစ်ချင်းမေတ္တာကိုထည့်ပြီးတော်မူပါဟာလေလုယာကောင်းမြတ်တော်ပါဖယားနောက်ဆုံးတော့ကာလမှာကျမတို့ဝတ်တော်အကြီးမားဆိုအလိုအဆုံးတော့အရာကကိုရောရဲ့မျက်မှောက်တော်ပဲဖြစ်တယ်ဟာလေလုယာ
表送到永远面多，是吧？都，你也现在是跟来不然打到米打到他都米别讲起比的那都，哈利路。ကိုရကိုကြီးစုတဲ့ဒီညမှာကျွန်တော်တို့လည်းအတူပါရှိတဲ့အတော့ကြောင့်ကိုရကိုကြီးစုတဲ့နေရစင်တဲ့စကန်တိုင်းမှာအိုကိုတို့ရဲ့အတန်တော်လေးကိုကြားချင်တယ်ကိုတော့ကျွန်တော်တို့ရဲ့အလူတော်စန္ဒအတိုင်းမဟုတ်ပဲတဲ့ကိုတို့ရဲ့အလူတော်တိုက်ကျွန်တော်တို့တရှင်နိုင်ဖွင့်ကိုကောင်းချီးပြီးတနာတော်မူပါနေရစင်တိုင်းလမ်းပြတော်မူပါစကားပြောတော်မူပါအတ္တတော်ရှုပါရှုမြတ်ကိုလည်းဖွင့်ပြတော်မူပါ 할렐루야 고로고 지수데 제몬진 고고 잘레마 도바시데 도장 고로고 지수데데 전세데레 정말에 고로 당신도 후견도 니야비바이 로샤도 모바 사카뼈도 모바 할렐루야 파페 고로고 지수데데 전디데 정나이며 고고도레 혼나 안나데 카마 타파티로 타도 저희 수키도 이나마로고 아미 뷰리아 수동 스카 아나마이 아면 숭도 타올라 파야데케 아멘 Hallelujah ဖျားရှင်ကောင်းမြတ်ပါတယ်အာမင်ကျွန်တော်တို့ဖျားရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဆိုပြီးတော့သုံးခြင်းဝင်ခံရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာအာမင်ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံတည်တည်ပေါ်မှာဆိုပြီးတော့သုံးခြင်းဝင်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံတည်တည်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံတည်တည်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံတည်တည်ပေါ်မှာအာမင်အယံကျူတီဒီနေ့မြန်မာဝတ်ပြုအစီအစဉ်မှာပထမချိန်လာရောက်တဲ့ဆိုတဲ့သူရှိခဲ့ကျွန်တော်တို့ယေရှုနာမဖြင့်မိတ်ဆက်ခြင်းတယ်ကောင်းချီးပေးခြင်းတယ်ယေရှုပေးစေလက်ထောင်ပေးပါဆက်ဆံမ3ယောက်ပေါ့နော်တခြားရှိပါသလားမရှိဘူးဆိုရင်တော့ဆက်ဆံမတွေကျွန်တော်တို့ဒီနေ့တရားဟောမဲ့ဆရာမလွန်းတော်လာကောင်းပေါ့နော်ဆရာမတွေမတရပြီးတော့ကျွန်တော်ကောင်းချီးပေးရအောင်ဖျားရက်သမီးတွေကြပေါ့တားရီမပါဘူးဆိုတော့နော်ပြည့်သမီးတွေဖျားရှင်ကောင်းချီးပေးပါစေဆိုတော့သုံးချိန်ပြောရအောင်1 2 3ဖျားရှင်သမီးတွေဖျားရှင်ကောင်းချီးပေးပါစေဖျားရဲ့သမီးတွေဖျားရှင်ကောင်းချီးပေးပါစေဖျားရှင်သမီးတွေဖျားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီအယံကြီးကျေးဇူးတင်တယ်ပြန်ထိုင်လို့ရပါပြီเนาะဆရာမခုနကျတဲ့ဆရာမမိတ်ဆက်ပေးပါနော်ဒီနေ့ကျွန်တော်တို့ဖျားပေးတဲ့ကောင်းဆုံးသောငွေချေးများတဲ့ကကျွန်တော်တို့အကောင်းဆုံးသောငွေပမာဏကိုပြန်လည်ပြီးတော့ပေးရမယ့်အချိန်ဖြစ်ပါတယ်အနံပေးဖို့ဝိုင်းခင်ရဲ့ကောက်ခံမဲ့ဘယ်လိုလဲပြန်တင်တဲ့ထန်လို့ကြည့်ပြလာပေးပါဆူတောင်းစကအနံ့ရအောင်နော်တန်ရှင်မြတ်ဆုံးနေမေတ္တာသမီးရောက်ချင်းစီတိုင်းကိုချစ်တော်မူသောကိုရဖဖျားကိုရပြည့်စင်ပေးတော်နေတဲ့တဲ့ကိုရရဲ့ချင်းစီတော်ကိုချီးမွမ်းတယ်။အိုကိုရပိဟာတော့ကောင်းချီးတွေထဲကမှဒါတို့သမီးတို့ဒီကနေ့ဒီနေရာမှာအိုကိုရလက်ပလာတက်တက်နဲ့လာရောက်တဲ့မဟုတ်ပဲနဲ့ကိုရရဲ့ကောင်းချီးတွေထဲကအိုကိုရပိဟာတော့ကောင်းချီးကိုပြန်
ရောက်ဖို့တော်တော်အလူငွေကိုယူဆောင်လာကြပါတယ်ဒီအလူငွေတွေကိုအသုံးပြုတဲ့အခါမှာကိုရီးယားနိုင်ငံတော်တာရွေးချက်မြန်ဖို့ကိုရီးယားဘုံတော်ထင်ရှားဖို့အတွက်ပဲဖြစ်စေတော်မူပါဒီလူငယ်များကိုကိုရီးယားထံတော်ပါမပြန်လဲစက္ကန့်အနေနဲ့ခါမှာတပါးတိတော်ကက်တင်ရှိယေရှုခရစ်တော်ရဲ့မြတ်တော်နာမကိုမြည်ပြုလဲဆုတောင်းစက္ကန့်အနေနဲ့ကြပါတယ်ဖပါဗျာအာမင်ကိုတော်မပါရင်လေဘယ်လိုစားပြောရမှာလဲဒီလိုကားချစ်တဲ့မှာဘယ်လိုရတဲ့နိုင်မလဲရာရမလဲကိုတော်သူရှိခဲ့ရင်လေဒီဘဝဘေးကန်ချင်းမှာပါဝင်တဲ့ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအခုချိန်မှာကျွန်တော်တို့နှုတ်ကပတ်တော်ကျမ်းနာရမယ့်ချိန်ဖြစ်တယ်ကျွန်တော်တို့မတ်တရပြီးတော့တန်ရှင်တော်ဝိနေနဲ့အသုံးပြုမဲ့ဆီယမကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ကျေးဇူးတင်တဲ့အလုံးပြန်ထိုင်ကြရအောင်ရှလုံဖျားရှင်စီရလာတဲ့ညီသက်ချင်းရောက်တိုင်းပေါ်မှာတက်ရောက်ပါစေရှေးဥစွာဖျားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီအတင်းတော်ဟာကျွန်မရဲ့အတင်းတော်လို့ခံစားမိတယ်ကျွန်မရောက်ရှိလာတဲ့မလေးရှားရောက်တဲ့အခါတိုင်းမှာအချိန်ပေးတဲ့အတွက်အထူးပဲတရုတ်ဆရာကစပြီးမှတာဝန်ရှိမှုတော်ဆောင်တင်ထောက်တေမစ၍အကုန်ရောက်တိုင်းပုံမှာအထူးပဲကျေးဇူးတင်ရှိတဲ့အကြောင်းဖော်ပြချင်ပါတယ်။ဘုရားရှင်ကကျွန်တော်တို့ကိုအခါအားလျော်စွာနဲ့ပြန်လဲဆုံတွေ့စေပြီးမှခရစ်တော်၌ညီကိုမောင်နှမတွေအတူတူအဖျောက်ချီးမွမ်းရတဲ့အခွင့်အရေးပေးတဲ့အတွက်တို့ဘုရားရှင်နာမတော်တာယူပုံကြည်ခြင်းရှိပါစေ။ဟာလေလုယာ။ကနာတဘာဝတိstory တဘာပတိပြောသွားတယ်လို့ပဲကျွန်တော်တို့အမျိုးသမီးဖွဲ့တွေဒီနေ့ဖျားရှင်ပို့ဆောင်ပေးတာဖြစ်တယ်ရန်ကုန်ကနေကျွန်တော်တို့လာတာ3ယောက်နော်တကယ်တော့ကျွန်တော်တို့ဒီတစ်ခေါက်လာရချင်းကတော့မလကာမှာမုံဆိုးမ conference ပေါ့နော်မနစ်ကလည်းတခါလာတယ်မနစ်ကတော့ ipon မှာဖြစ်တယ်ဒီနေ့ကတော့မလကာမှာဖြစ်ပါတယ်ရန်ကုန်ကနေ10 ရက်နေ့ဇူလိုင်10 ရက်နေ့ကျွန်တော်တို့ထွက်လာတယ်9/10/17 3ရက်တာ conference အဲ့မှာကျွန်တော်တို့ပြုလုပ်ခဲ့တယ်17 ရက်ညနေမှာဒီ KLO ပြန်ပြီးမှဖျားရှင်ပို့ဆောင်ပေးတယ်ကျွန်တော်တို့ရောက်လာရန်ကုန်ကနေမြန်မာပြည်ကနေ9ယောက်လာတာဖြစ်တယ်မနစ်တုန်းကတော့9ယောက်ထဲဒါပေမဲ့ဒီနေ့9ယောက်တိုးလာတယ်ဒီနေ့မှာကျွန်တော်တို့တခြားကျွန်တော်တို့မိတ်ဆွေတွေလည်းတခြားနေရာတွေရောက်မှာတာဝန်အစီခံနေကြတာဖြစ်ပါတယ်လို့ကျွန်မနဲ့ပါလာတဲ့မိတ်ဆွေတွေကိုမိတ်ဆက်ချင်ပါတယ်ပထမဆုံးနေတဲ့ဆမဒီဒေါ်ထွမ်မီကတကနာလီမတ်ရပေးပါဦးတကြတော့ဖာကန်အနာကလုံခင်းမှနေတာဖြစ်ပါတယ်လို့ဖျားကိုချစ်တဲ့အင်မတန်မှဖျားရဲ့
အမှုတော်မြတ်အတွက်လည်းဆုတောင်းခြင်းမှာအာကြီးပြီးမှအမြဲတမ်းဘုရားနိုင်ငံတော်အတွက်ဧဝံဂေလိတရားမှာအာသံပြီးမှဘုရားအတွက်စေခံနေတဲ့သမီးဖြစ်ပါတယ်လို့နောက်တစ်ယောက်ကတော့ကျမတို့အန်တီနုကျင်းမစိုးရိမ်နုကျင်းလို့လည်းခေါ်ပါတယ်သူ့ဘဝမှာစိုးရိမ်ခြင်းဆိုတာလုံးဝမရှိပါဘူးလို့နော်နုကျင်းတအားများတဲ့အတွက်သူ့ကိုမစိုးရိမ်နုကျင်းလို့နော်ဆရာထံပေါ်မဲ့ပေးထားတယ်နော်တက်မဟုတ်ပါဘူးသူရဲ့အတက်တာထဲမှာမဟုတ်ဆိုးမဖြစ်ပေမဲ့ဘုရားရှင်ကနေ့ရက်တိုင်းသူကိုထောက်ပံ့ပေးတယ်သူမှာစိုးရိမ်ခြင်းဆိုတာလုံးဝဘုရားခင်ကအခွင့်မပေးဘူးဘုရားခင်ရဲ့ထောက်ပံ့ခြင်းနဲ့နေ့ရက်တိုင်းအသက်ရှင်နေတာဖြစ်တယ်ဟာလေလုယာတကယ်ပဲဘုရားအတွက်ကြာရကနာဒီတီယနေသူတောင်းခြင်းနေပါဝင်တယ်ဧဝံဂေလိဝင်ကြတယ်နောက်ပြီးတော့တချို့တွေဆိုရင်သိုးနှင်ထုတ်တယ်ရှင်းစွာတယ်တကယ်ပဲစိတ်ဝင်စားတဲ့လူရှင်လဲစုတောင်းခံလို့ရပါတယ်လို့နောက်ပြီးတော့အန်တီနုကျင်မစိုးရိမ်နုကျင်ကတော့ရန်ကုန်မှာပစုံတောင်းမှနေပါတယ်လို့နောက်ပြီးတဲ့အခါကျတော့ကျမနဲ့ပါလာတာကတော့ဘီလွန်းကျမရဲ့ရောင်မဖြစ်ပါတယ်မောင်လေးရဲ့အမျိုးသမီးဒီနေရာKL မှာပဲနေတာဖြစ်တယ်အာမင်ကျေးဇူးတင်ပါတယ်အထူးပဲဘီလုံးလည်းကျေးဇူးတင်တယ်သူကလိုက်မပို့ပင်ကျမတို့ကတောသားတွေဖြစ်တယ်ဘယ်နာမှမတော်တတ်ဘူးပေါ့နော်ဒါပေမဲ့ဘုရားရှင်ကကျမတို့တလံပြဖို့ပို့ဆောင်ပေးမဲ့ကုညီထောင်းမမဲ့သူတွေအမြဲတမ်းအစဉ်တက်လို့ပေးတဲ့အတွက်အထူးပဲဘုရားရဲ့ကျေးဇူးတော်လည်းချီးမွမ်းတယ်ကုညီပေးတဲ့သူအားလုံးလည်းအထူးပဲကျေးဇူးတင်တယ်ဆိုတာပေါ်ပြခြင်းနဲ့ဟာလေလုယာဘုရားရှင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်ဒီနေ့ပြန်လည်ပြီးမှကျမတို့ဘုရားရှင်စီရလာတဲ့နှုတ်ကပတ်တော်ကိုခံယူကြရအောင်ဒီနေ့ဘုရားခင်စီရလာတဲ့တည်င်းစကားကိုပြန်လည်ပြီးဝေမျှဖို့ရန်အတွက်ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်အထူးပဲဘုရားကိုကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တက်တာထဲမှာအမြဲတမ်းဒီနောက်ဆုံးသောကာလမှာအထူးအရေးကြီးတာကဘုရားရဲ့နှုတ်ကပတ်တော်အသက်မရှင်လို့မရဘူးဘုရားနဲ့မတွားလာလို့မရဘူးအာမင်ဒါကြောင့်ကျမတို့ဘုရားရဲ့နှုတ်ကပတ်တော်ကိုအမြဲတမ်းခံယူဖို့တကယ်အရေးကြီးတာဖြစ်တယ်ကျမ်းစာဖတ်ရအောင်ကိုလိုတဲ့ဩဝါဒစာအခန်းကြီး3အခန်းငယ်1ကနေ4ထိကိုလိုတဲ့ဩဝါဒစာအခန်းကြီး3အခန်းငယ်1ကနေ4ထိဖတ်ပါမယ်အထက်ဆိုခဲ့ပြီးဒီအတိုင်းတင်တို့ဒီခရစ်တော်နှင့်အတူထမြောက်ကြသည်မှလင်ဘုရားသခင်လက်ရတော်ဘက်မှခရစ်တော်ဒီထိုင်နေတော်မူရာအရ၌ရှိသောအထက်အရာတို့ကိုရှာကြလော့မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနှင့်အထက်အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလော့အကြောင်းမူကားတင်တို့ဒီတည်သောသူဖြစ်၍တင်တို့အတက်ဒီခရစ်တော်နှင့်အတူဘုရားသခင်၌ဝတ်ထားလျက်ရှိ၏ငါတို့အတက်တီးဟူသောခရစ်တော်သည်ထင်ရှားတော်မူသောအခါငါတို့ဒီလည်းထိုသခင်နှင့်အတူဘုန်းကြီး၍ထင်ရှားကြလတံဖတ်သွားတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းပေါ်မှာဖျားရှင်ဆက်လက်စကားပြောပါစေဆုတောင်းစကားရအောင်ခမဲတော်ဖျားကျေးဇူးတင်တယ်တာတော်ဖျားကျေးဇူးတင်တယ်တန်ရှင်တော်ဝင်တော်ဖျားကျေးဇူးတင်မိုက်တုံပါတစုတော်ဖျားနာမတော်ဘုန်းကြီးခြင်းရှိပါစေကိုရောနာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကိုရောနှုတ်ကပတ်တော်ကိုရောဖျားခင်ဒီနေ့ကိုရောပြောခြင်းတဲ့အရာတွေသမီးရဲ့နှုတ်ရှာပါစကိုသုံးပြလက်အရောက်တိုင်းကိုဆက်လက်စကားပြောတော်မူပါကိုရောတီးစေခြင်းတဲ့အရာတွေကိုတီးရတော့ကိုယ်ပေးတော်မူပါအတစ်တပံလန်းစမ်းစေပါအတစ်တပံအရောက်တိုင်းကိုတိုးထီလက်စကားပြောတော်မူပါအသက်တာတီပဲမှာတီဆောက်เสียအကြောင်းဖြစ်စေတော်မူပါကိုရောဘုန်းတော်အတွက်ဖြစ်စေပါကိုရောကိုချစ်တဲ့ကိုရောသားသမီးရောက်တိုင်းအတွက်ကောင်းကြီးဖြစ်စေတော်မူပါနာမတော်ကိုချီးမြှောက်လက်ယေရှုဖျားမြတ်တော်နာမနဲ့ယေရှုတော်ချီးမွမ်းစကားဆုတောင်းကြပါ၏အာမင်ဟာလေလုယာဒီနေ့ကျွန်မဘာဝင်ငါခြင်းလဲဆိုရင်ကျွန်မဒီဂျွန်လာထဲမှာစာရှောင်ဆုတောင်းနေနဲ့ဘုရားကကျွန်မစကားပြောတဲ့အရာပြန်ပြီးမှကျွန်မမပြောလို့မရဘူးဘုရားပြောတဲ့တည်င်းစကားတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါကတော့ဘာလဲဆိုတော့ဒီနောက်ဆုံးသောကာလမှာခင်မီဖွင့်ဖြိုးတိုးတက်တဲ့ကာလမှာလူတွေကခင်နဲ့အညီတိုးတက်ကြတာမှန်ပါတယ်ဒါပေမဲ့ခင်နဲ့ညီတိုးတက်ကြတဲ့အခါမှာတခြားတိုးတက်မှုနဲ့တိတ်ပံတတ်တဲ့တခြားຢာတွေထဲမှာပို့ပြီးမှစိတ်အားကြီးပြီးဆွဲလန်းပြီးမှဖယားကိုမေ့လျော့နေတဲ့လူဖယားတဲ့ဦးစားပေးတဲ့အရာတွေအများကြီးရှိတယ်ဆိုတာဖယားခင်ရဲ့ကသူ့ရဲ့နှလုံးသားကိုခံစားရတဲ့အခွင့်ဖယားခင်ပေးတယ်
နော်အဲ့ဒီနေ့မှာကျွန်မငိုယိုပြီးမှဖျားနဲ့ကျွန်မလုံးဝစုတောင်းနှစ်ပန်းလုံးရတယ်ဖျားကသူ့ရဲ့ခံစားချက်ကိုကျွန်မခံစားစေတယ်နော်ဘာလဲဆိုတော့ဒီနေ့နော်ခေါင်းစဉ်ကတော့အထက်အရာတို့ကိုဒါစိတ်ဆွဲလန်းခြင်းရှိကြလောအာမင်နော်အထက်အရာတို့ကိုဒါရှာကြလောအထက်အရာတို့ကိုဒါစိတ်ဆွဲလန်းခြင်းရှိကြလောနော်ဒီခေါင်းစဉ်နဲ့ကျွန်မဝင်များခြင်းတယ်နော်လူတွေကအထက်အရာထက်လောကအရာတွေကိုစိတ်ဆွဲလန်းကြတာကိုဖျားကတအားဝမ်းနည်းနေတယ်နော်သူ့ရဲ့ခံစားချက်ကိုကျွန်မခံစားစေတာဖြစ်တယ်ဒါကြောင့်ဒီဟာကိုလူတွေစီမှာမပြောလို့မရဘူးဖျားကနော်ကျွန်တော်တို့ကိုသူ့ကိုပဲဆွဲလန်းဖို့လိုချင်တဲ့ဖျားဖြစ်တယ်အာမင်နော်ကျွန်တော်တို့ကအရဲ့အတက်တာတွေကယေရှုခရစ်တော်ရဲ့အတွေးတော်နဲ့ရွေးနှုတ်ခြင်းခံရပြီးမှခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာအသေးခံပြီးနော်သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ခရစ်တော်အားဖြင့်ကျွန်တော်တို့ကဖြောင့်မတ်တော်သူတွေဖြစ်တယ်။သူကိုယုံကြည်တော်သူတွေဟာနော်ကျွန်တော်တို့ရဲ့ဇာတိတွေတည်ပြီးမှဝိညာဉ်ထဲမှာအသက်မွေးဖွားတဲ့သူဖြစ်တယ်လို့တနေ့ကျရင်ခရစ်တော်နဲ့အတူဘုံဝင်စားမဲ့သူတွေဖြစ်တဲ့အတွက်လောကနဲ့မသက်ဆိုင်တော့ဘူး။ထာဝရကာလနဲ့သက်ဆိုင်တဲ့သူတွေဖြစ်တယ်။အာမင်ဖခင်ကနဲ့သက်ဆိုင်တဲ့သူဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာအထက်အရာဖခင်နဲ့ဆက်ဆိုင်တဲ့အရာထာဝရကာလနဲ့သက်ဆိုင်တဲ့အရာဝိညာဉ်နဲ့သက်ဆိုင်တဲ့အရာကိုကျွန်တော်တို့ဆွဲလန်းဖို့ရန်ကျွန်တော်တို့နှလုံးသားထဲမှာတိုးထားဖို့ရန်ဖခင်ကအလိုရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဘာတွေဆွဲလန်းနေတယ်လဲဘာတွေကိုကျွန်တော်တို့ဘာပဲစဉ်းစားနေတယ်လဲဆိုတာကိုအတိဆုံးပဲဖြစ်မှာဖြစ်တယ်ဒီနေ့ကိုပြန်စမ်းစစ်ရအောင်နော်တချို့လူတွေကနော်စီစိန်နေတတ်မဲ့တယ်စိတ်ဆွဲလန်းကြတယ်တချို့တွေကသမီးစားသူတို့အချစ်ဆုံးပုဂ္ဂိုလ်တချို့တွေကြတော့ဗာလဲဖုန်းနေကြည့်ပြီးဂိမ်းမဲ့တာဆွဲပြီးမှလုံးဝအိတ်ချင်စိတ်တော့မရှိဘူးညာလုံးပေါက်တော့ဂိမ်းပဲဆွဲပြီးဆွဲလန်းဆုံးကထမင်းစားဖို့တော့တတိမရတဲ့ပုဂ္ဂိုလ်တွေတချို့ရှိတယ်အဲ့ဒီပြင်တချို့တွေကဘာတွေစိတ်ဆွဲလန်းလဲဆိုတော့သူတို့မှာအလားပါတွေပဲစိတ်ဆွဲလန်းတယ်တချို့တွေကဘာတွေဆွဲလန်းလဲဆိုတော့တေးပြီးသားကိုယ့်ရဲ့ညီကိုမောင်နှမပဲဖြစ်စေကိုယ့်ရဲ့မိတ်ဆွေပဲဖြစ်စေနော်တေးပြီးသားပုဂ္ဂိုလ်တော်မှစိတ်ဆွဲလန်းပြီးအချိန်ဖြုံးနေတဲ့လူတွေအများကြီးရှိတတ်တယ်ဒီနေ့ကျွန်တော်တို့ဘယ်ရာကိုစိတ်ဆွဲလန်းတယ်လဲဖခင်ကသူ့ကိုပဲစိတ်ဆွဲလန်းစေခြင်းတယ်ဟာလေလုယာဟာလေလုယာကျမ်းစာပြောတဲ့လူကိုနိုင်သောຢာတွေလူရဲ့သခင်ဖြစ်တယ်တဲ့ကျွန်တော်တို့ကိုနိုင်တဲ့ຢာပါလေနော်ဒီအချိန်ဒီကာလမှာဆိုရင်တော့ဘာလဲWorld Cup ကဘာဖလားလူတွေတအားစိတ်ဆွဲလန်းပြီးမှကလေးရောလူကြီးရောညအိတ်တော့မအိတ်ချင်ဘူးနော်ဖျားကြောင်တက်ဖို့တဲ့ဖျားရှိခိုးဖို့တဲ့တော့မှပို့ပြီးစိတ်ဆွဲလန်းပြီးမှဘတူနိုင်မလဲကြိုးပြီးမှ prophet ပြုတာတော့မဖြစ်လိုက်ဘူးခံမန်းတာပေါ့နော်စားသဖြင့်အဲ့လိုဒီလမျိုးစုံနေနဲ့နော်သူတို့ရဲ့ခံစားချက်တွေကိုနော်သူတို့တွေကအချိန်ကုန်ပြီးမှအချိန်ပေးပြီးမှအချိန်ကုန်နေတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာဒီမှာရှိနေတဲ့လူတွေတော့မပါတော့ဘူးထင်တယ်ဟာလေလုယာဒီနေ့ဒီနေရာမှာရောက်ရှိလာခြင်းကဖခင်ကိုဆွဲလန်းတဲ့သူပဲဟာလေလုယာတခြားသောအရာတွေတဲ့ကျွန်တော်တို့ဆွဲလန်းဆုံးသောအရာဟာဖခင်ပဲဖြစ်ရမယ်အာမင်နော်ကျွန်တော်တို့ဆွဲလန်းတဲ့အရာတွေလောကမှာဆွဲလန်းစရာအများကြီးပါနော်ဟိုတုန်းကနေမတူအခုခေတ်ကာလပို့ပြီးတိုးတက်တယ်လို့ကျွန်တော်တို့တတ်မဲ့စရာတွေလည်းအများကြီးဆွဲလန်းစရာတွေလည်းအများကြီးပါဒါပေမဲ့ဖခင်ရဲ့သားသမီးတွေကဖခင်နဲ့သက်ဆိုင်တဲ့အရာတွေပဲဆွဲလန်းဖို့ဖခင်ရဲ့အလိုတော်ဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်မပြောချင်တာကအဓိကဆွဲလန်းစရာအများကြီးတွေထဲမှာကျွန်တော်တို့၅ချက်ကိုကျွန်တော်တို့အဓိက၅ချက်ဖော်ပြခြင်းနဲ့နံပါတ်1ကတော့ဖခင်ကိုစိတ်ဆွဲလန်းခြင်းရှိရအောင်အာမင်ကျွန်တော်တို့နှလုံးသားထဲမှာဖခင်ကိုပဲထားတယ်ဆိုရင်ကျွန်တော်တို့ဘာပဲလှုပ်လို့ဖခင်ကြိုက်တယ်လားမကြိုက်ဘူးလားဖခင်အလိုတိုင်းအသက်ရှင်တော်သူတွေဖြစ်မှာဖြစ်တယ်နော်ကျွန်တော်တို့ကိုအမြဲတမ်းဖခင်ကသူ့ရဲ့မေတ္တာနဲ့ထွေးပိုက်တဲ့ခါမှာဖခင်နဲ့ပဲကျွန်တော်တို့ပျော်မွေ့လာပြီးမှဖခင်မလိုချင်လားဖခင်မရှိလို့မဖြစ်ဘူးကျွန်တော်တို့ရဲ့အသက်တာနော်ဖခင်ယူပြီးမှဖခင်နဲ့ပဲအသက်ရှင်တော်သူတွေဖြစ်လာမှာဖြစ်တယ်အာမင်နော်ဥပမာတချို့တွေကနော်အချစ်ကိုယ့်ရဲ့အသေးလေးပဲဆွဲလန်းတဲ့ခါအိမ်မှာပျော်တယ်လို့ပဲဖခင်ကိုအဲ့ဒီနေရာမှာထားကြည့်ပါလားတင်းရဲ့တက်တာထဲမှာသူကအလုံးစုံတာဝန်ယူမဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာနားလည်နိုင်ဖို့အရောက်တိုင်းဖခင်ကောင်းချီးပေးပါစေနော်မောရှေရဲ့အသက်တာကြည့်မယ်ဆိုရင်ထွမြော်ကျမ်းအခန်းကြီး33အငယ်9နဲ့3မှာတင်းအမျိုးနွယ်အားငါပေးမိဟုအာဗြဟံအိုက်ဇက်ဂျကုပ်၌
ငါကျိန်ဆိုတော့ပြည်သို့သွားကြလောကောင်းကင်တမန်ကိုလည်းသင်တို့ရှေ့သို့ငါစေလွှတ်သူရီခါနနီလူအာမောရီလူဟိတ်တီလူဖေယဇီလူဟိဝီလူယေပုတိလူတို့ကိုနင်တို့ရဲ့နို့နှင့်ပြားစီသောပြည်သို့တင်တို့ကိုပို့ဆောင်လိမ့်မည်တင်တို့နှင့်တူငါကိုယ်တိုင်မသွားတင်တို့ဒီလေဘင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်လမ်း၌သွားစဉ်တင်တို့ကိုငါဖျက်ဆီးမိစိုးရင်စရာရှိသည်မောရှေကမိန့်တော်မူ၏ဘုရားခင်ကမောရှေကိုခေါ်တယ်ဣတိလလူတွေကိုခေါ်ဆောင်ပြီးမှနို့နဲ့ပြားရည်စီးသောပြည်နော်ဣတိလလူမျိုးတွေဖျားကိုမေ့လျော်ပြီးမှသူတို့ကြိုင်းနဲ့တက်တယ်လို့အသက်ရှင်တဲ့ခါမှာကျွန်ဘဝရောက်ရှိတယ်ဒုက္ခရောက်ကြတယ်နော်ညီးတွားတယ်မိတန်းတဲ့ငိုကြွေးတယ်အော်ဟစ်တယ်ဖျားအော်ဟစ်တယ်နောက်ဆုံးဖျားတနာတဲ့အတွက်ကြောင့်သူတို့ကိုနော်နိုးနဲ့ပြားရည်စီးတော့ခါနန်ပြည်ကိုစေလွတ်ဖို့ရန်အတွက်ဥဆောင်မဲ့မောရှေရွေးတဲ့ခါမှာတင်တို့ရှေ့မှာငါတမန်ကိုငါစေလွတ်မယ်ဟာလေလုယာငါတမန်ကိုငါစေလွတ်မယ်ပြောကြရကဘုရားခင်ကသူ့တမန်ဆိုတာသူကဲတို့စိတ်ချရတဲ့သူဖြစ်မှာဖြစ်ပါတယ်သူကဲတို့စိတ်ချရတော့သူကိုသူစေလွတ်မယ်ပြောတဲ့ဘုရားခင်ကနော်ဘာထပ်ပြောလဲဆိုရင်ငါကိုယ်တိုင်တင်တို့နဲ့မသွားဘူးဘာလို့လဲတင်တို့ကတအားလေပင်ခိုင်မာတဲ့သူတွေဖြစ်တယ်တင်တို့ရဲ့ရန်သူတွေအားလုံးငါနဲ့ထုတ်ပြီးမှနော်ကောင်းကင်တမန်ကိုစေလွတ်မယ်သူနဲ့အတူသွားကြပါလို့ပြောတဲ့အခါမှာမောရှေကဘာပြန်ပြောလဲဆိုရင်အငယ်15မှာတဖန်မောရှေကကိုရောတိုင်းမသွားလေကျွန်ုပ်တို့ကိုဤရက်မှပို့ဆောင်တော်မူပါနဲ့အာမင်ဒီနေ့ကျွန်တော်တို့ရဲ့ဆွဲလန်းတဲ့ဖခင်ပဲဖြစ်ပါစေကိုရောမပိုင်ကျွန်ုပ်တို့မတွန်းခိုင်းနဲ့မနဲ့မိုးလင်းနဲ့ကိုရောမပိုင်ဒီနေ့အသက်မရှင်ခိုင်းနဲ့ကိုရောလမ်းပြကိုရောအတူပါရှိပါဥဆောင်ပါဆိုလို့ကျွန်တော်တို့အသက်တာဆက်ကတ်တဲ့လူဖယားကိုပဲခေါ်ဖိတ်တဲ့လူဖြစ်ရအောင်ဟာလေလုယာဖယားကိုပဲစိတ်ဆွဲလန်းပြီးဖယားရဲ့အတူပါရှိခြင်းကိုစာငတ်တောင်းတတဲ့သူတွေဖြစ်ဖို့ဒီနေ့အားပေးခြင်းတယ်အာမင်တချို့တွေအရာမူတူထပြီးတဲ့အခါကျတော့အော်ဒီနေ့ဘာလို့ရမလဲအလုပ်သွားရမယ်ဒါမှမဟုတ်တော့ဘသူနဲ့ချိန်ထားတယ်ပြာရခတ်ပြီးသွားပြီးမှဖယားကိုလည်းတတိမရတဲ့လူတွေများစွာရှိတတ်တယ်အဲ့ဒီထဲမှာကျမတို့မပါဖို့အရေးကြီးတယ်အာမင်ဖယားနဲ့ကျမတို့အမြဲတမ်းသွားလာတော်သူတွေဖြစ်ရအောင်မောရှေကတို့ကိုရောမပါရင်ကျွန်တော်မဖြစ်ဘူးအာမင်ခုနကကျမတို့သချင်းဆိုတယ်ကိုရောမပါရင်လေဟာလေလုယာကိုရောမပါရင်ဘယ်ရမှမတတ်နိုင်ဘူးကိုရောရှိမှပဲကျွန်တော်ဘဝဆင်းပြေတယ်ကိုရောရှိမှပဲကျွန်တော်တွားလို့ရဲတယ်ကိုရောမပါလို့မဖြစ်ဘူးကောင်းကင်တမန်လောက်ကတော့စိတ်မချဘူးကိုရောပဲစိတ်ချတယ်ဆိုတဲ့သူဖြစ်ဖို့အရောက်တိုင်းဖျားကောင်းကြည့်ပေးပါစေအာမင်အဲ့ဒီအပြင်စာလံစရာဘာပြောလဲဆိုရင်42ခုမြောက်သောစာလံထဲမှာသမင်တရေစီးတဲ့ချောင်းကိုတောင်းတတကယ်တော့ငါဝိညာဉ်ထားရဖျောက်တောင်းတတယ်တဲ့ဖျားကိုဘယ်လောက်ထိတောင်းတတယ်လဲဖျားဘယ်လောက်ထိစာငတ်တယ်လဲနော်သူစာငတ်ကလေးတွေတောင်သူစာငတ်ကလေးတွေဖြစ်ချင်တယ်တဲ့ဘာဖြစ်လို့လဲဗိမာန်တော်ထဲမှာစာငတ်ဒီလေးတွေကပြန်ဝဲပြီးမှနေနေတဲ့အောင်သူတအားစာငတ်တယ်တော့သူတို့ကိုတအားကြတယ်စာငတ်တွေဖြစ်ချင်တာဘာလို့လဲဖျားကိုတအားနော်မျက်မှောက်တော်ထဲတအားနေချင်တဲ့နော်ရှင်ဘုရင်ဒါဝိမင်းကြီးဖြစ်တယ်ကျွန်တော်တို့အသက်တာအဲ့လိုဖြစ်ဖို့အရေးကြီးတယ်ဟာလေလုယာဘယ်သွားဘာပဲလို့နော်ကပ္ပဦးကျန်39ထဲမှာယောဒရဲ့အသက်တာဆိုလဲအဲ့လိုပဲယောဒနဲ့ဖယားအတူရှိတဲ့ဖြစ်သူပြုတ်လေရာတိုင်းလိုက်အောင်စေတည်းအောင်ချင်းခွင့်ရတာကဖယားအတူရှိခြင်းပဲဖြစ်တယ်ဟာလေလုယာဖယားနဲ့ပဲသွားလာပြီးဖယားပဲစံပြီးဆွဲလန်းပြီးမှဖယားမရှိလို့မရဘူးဘာပဲလို့ကိုရောဒါကိုရောအလိုတော်လားကိုရောစေခိုင်းတဲ့နေရာလားပြောတဲ့သူဖြစ်ရအောင်ဖယားနဲ့ပဲအသက်ရှင်တဲ့သူဖြစ်ရအောင်ဟာလေလုယာဒါကြောင့်မလို့နံပါတ်1အနေနဲ့ကျမတို့ရဲ့အစွဲလန်းဆုံးသောအရာကဖယားဖြစ်စေရအောင်တချို့တွေဘယ်လောက်ထိနော်ဘာစွဲလန်းတယ်လဲစွဲလန်းကြီးတယ်လဲဆိုတော့အိမ်မက်ရောင်ပြီးမှတော့ तू စွဲလန်းတဲ့အရာတော့ဖို့နော် तू နော်အချစ်ဆုံးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စွဲလန်းတဲ့အရာတွေပြောတယ်အိမ်မက်ရောင်ပြီးပြောတတ်တယ်တချို့တွေအရက်ပဲစွဲလန်းတယ်ငါတည်တဲ့အထိနော်မလွတ်ဘူးဆိုတဲ့လူတောင်ရှိတတ်တယ်ဒီနေ့အဲ့ဒါတွေဖျားမကြိုက်ဘူးဖျားကြိုက်တာသူ့ကိုပဲဆွဲလန်းတဲ့သူဖြစ်စေခြင်းနဲ့အာမင်သူ့ကိုတဲ့ဆွဲလန်းနေတွေ့သူကအသင်ကိုဘယ်တော့မှမစွန့်ဘူးသူ့ကိုယ်တာဆွဲလန်းနေတဲ့သူဖြစ်စေခြင်းနဲ့ဖျားဖြစ်တယ်တဝင်းတိုတဲ့ဖျားသူ့နေရာမှာတခြားຢာတွေအစားမထိုးစေခြင်းနဲ့ဖျားဖြစ်တယ်အာမင်ဒါကြောင့်အမြဲတမ်းဖျားပဲစိတ်ဆွဲလန်းသောသူတွေဖြစ်ရအောင်ဖျားနဲ့အသက်ရှင်သောသူတွေဖြစ်ရအောင်နောက်နံပါတ်1အနေနဲ့ကျွန်မပါပြောခြင်းတယ်လဲဆိုရင်
ဖယားခင်ရဲ့အိမ်တော်ဗိမာန်တော်ကိုစိတ်ဆွဲလန်းတော်သူဖြစ်ရအောင်ဖယားရဲ့အိမ်တော်အာမင်ဖယားရဲ့အိမ်တော်ပြောတဲ့အခါမှာဖယားရဲ့မျက်မှောက်တော်ကိုဆိုလိုခြင်းဖြစ်တယ်ဖယားရဲ့အတူရှိခြင်းဖယားရဲ့နော်ချီးမွမ်းကိုးကွယ်တာကတော့မိမိအိမ်မှာလည်းကိုးကွယ်လို့ရတယ်နော်နောက်ဆုံးရေချိုးကအိမ်နာမှာတော့ဖယားကိုးကွယ်လို့ရပါတယ်ဒါပေမဲ့ဖယားခင်ကသူ့ရဲ့အိမ်တော်မှာသူ့ကိုယုံကြည်သူတွေအားလုံးစုဝေးပြီးမှအတူတူကိုးကွယ်တာဖြစ်စေခြင်းတဲ့အတွက်နော်ဣတိလလူမျိုးတွေကိုခေါ်ဆောင်တဲ့အချိန်မှာတော့မှတဲတော်တွေစောက်ပြီးမှရစ်ပလင်နေတဲတယ်ဖယားကိုးကွယ်ကြတာဖြစ်တယ်အာမင်နော်ဒါကြောင့်မလို့ယုံကြည်သူတွေစုဝေးတဲ့အလယ်မှာဖယားခင်ကိုယ်တိုင်စင်းကြွပြီးကောင်းကြီးပေးတဲ့ဖယားဟာလေလုယာဖယားရဲ့အိမ်တော်ကိုကျွန်တော်တို့စာငါဖို့ကျမ်းစာထဲမှာပြောလဲဆိုရင်84ခုမြောက်သောစာလံပိုင်ငယ်30ထဲမှာတတိုင်းတော်သို့အတွင်း၌နေသောတရက်တီအခြားအရက်၌နေသောရက်တစ်ထောင်တဲ့တာ၍ကောင်းပါ၏မတရားသောသူ၏နေရာ၌နေရသောအခွင့်ထက်ကျွန်ုပ်၏ဖျားခင်အိမ်တော်၌တကားဆောင်အရာကိုကျွန်ုပ်တာ၍နှစ်သက်ပါ၏အာမင်စာလံဆရာဒါဝိဒ်မင်းရှင်ဘုရင်ဒါဝိဒ်မင်းဖျားရဲ့အိမ်တော်ကိုဘယ်လောက်ထိစာငတ်တယ်လဲတခြားနေရာမှာရက်တစ်ထောင်နေတာတဲ့ဖယားအိမ်တော်မှာတရက်နေတာတာ၍ကောင်းတယ်တဲ့ဟာလေလုယာဟာလေလုယာကျွန်တော်တို့နဲ့အတူခရီးသွားတဲ့တယောက်ကျွန်တော်တို့ရဲ့အမတယောက်ကဘာပြောလဲဆိုတော့ဒီခရီးစဉ်ဟာကျွန်တော်တို့အတွက်တယောက်ကို320အထက်မှာကုန်တယ်နော်အရင်နဲ့မတူဘူးမြန်မာပြည်ရဲ့ငွေကြေးကတော်တော်လေးဘယ်လိုပြောမလဲဖောင်းပွားတယ်ပြောမလားနော်အစင်မပြေမှုတွေကြောင့်နော်အရင်နဲ့မတူတအားကိုလမ်းစစ်ကုန်ကြတယ်အဲ့ဒီပြင်ကျမတို့က registration fee တွေလည်းပေးရတဲ့ခါမှာ20ကျော်လောက်တယောက်ကိုကုန်ကြတာဖြစ်တယ်အဲ့ဒါနဲ့တခြားလူတွေကဘာပြောလဲဆိုဟာနေကအင်္ဂလိပ်လိုမပြောနဲ့မြန်မာလိုတော့မပြောတတ်တာဖာသွားလို့မှလဲတဲ့ဒါပေမဲ့နော်ဒီမှာသူသားတွေသမီးတွေရှိတဲ့အတွက်ကြောင့်ငါသူတို့နဲ့တရက်ပဲတွေ့ရတန်တယ်တဲ့အာမင်နော်တန်နေတဲ့ငါကျေနပ်တယ်တဲ့ဒီနေ့အဲ့ဒီလိုပဲဒီနေ့ကျမတို့အသက်တာထဲမှာနော်တခြားသောအရာတွေတဲ့ဖခင်ရဲ့အိမ်တော်စာငတ်တော်သူဖြစ်ရအောင်ရှင်ဘုရင်ဒါဝိဒ်မင်းကြီးဆိုတာကဘလောက်အလုပ်များမလဲရှင်ဘုရင်မပြောနဲ့ကျမတို့သင်အုပ်ဆရာတွေမူတော်ဆောင်တွေဆိုတာတအားလုပ်များတဲ့လူတွေနော်တာမန်ယုံကြည်သူတွေလည်းအလုပ်များတာပဲနော်လူတိုင်းမှာအလုပ်များတယ်စင်ချင်းပေးစရာလည်းအများကြီးရှိတယ်အထူးသဖြင့်နော်ဒီအလုတ်လုတ်တဲ့နေရာတွေမှာဆိုရင်နော်တနင်္ဂနွေနေ့တော့နားဖို့မလွယ်ဘူးနားခွင့်ရတဲ့လူတော်မှဘာပြောတတ်လဲဆိုရင်ငါကတော့တနင်္ဂနွေတရက်ပဲနားတာအဲ့ဒီနေ့မှာတော့ငါ shopping မသွားလို့မရဘူးအဲ့ဒီနေ့မှာတော့ငါအဝတ်မလျှော်လို့မရဘူးငါရဲ့ကိုရွေးကိုတာတွေလောက်ရမယ့်နေ့ကအဲ့တရက်ပဲရှိတယ်လို့စင်ချင်းပေးတဲ့ယုံကြည်သူတွေများစွာရှိပါတယ်ဒီနေ့အဲ့ထဲမှာမပါကြစို့အာမင်နော်ဒီနေ့ဒါဝိဒ်မင်းကြီးဘလောက်ပဲအလုပ်များပေမဲ့သူကနော်ဖခင်ရဲ့အိမ်တော်စာငတ်တဲ့အတွက်တခြားနေရာမှာနေရတာတဲ့အိမ်တော်ရှင်ဘုရင်ဖြစ်တဲ့အတွက်နန်းတော်မှာနေရမှာဖြစ်တယ်နန်းတော်ဆိုတာကအရာအလုံးပြည့်စုံတဲ့နေရာပါလောကစီးစိမ်နေမှာစာ၍သူအိမ်ကတာနာလာမှာအင်မတန်မှတာနာမှာဖြစ်တယ်ခန္ဓာလာမှာဖြစ်တယ်ဒါပေမဲ့ဖခင်ရဲ့အိမ်တော်ကိုစာငတ်တဲ့ရှင်ဘုရင်မင်းကြီးဒါဝိဒ်မင်းဖြစ်တယ်ဒီနေ့ကျမတို့ဒါဝိဒ်မင်းကဲ့သို့ဖခင်ရဲ့အိမ်တော်စာငတ်တော်သူဖြစ်ရအောင်ဟာလေလုယာဟာလေလုယာဘယ်လိုအခြေအနေပဲဖြစ်ဒီတရက်ထက်တဲ့အားရင်လေဖခင်ကြောင့်ငါမသွားလို့မဖြစ်ဘူးဆိုပြီးတင်ဆုံးဖြတ်တော်သူဖြစ်ဖို့ဖခင်ကတင့်ကိုတောင်းဆိုနေတာဖြစ်တယ်ဖခင်စာငတ်တဲ့သူဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေချင်တဲ့လူဖြစ်ဖို့ဒီနေ့ဖခင်ကတင့်ကိုလိုရှိတာဖြစ်တယ်အာမင်ဒီຢာတွေကျွန်မမပြောလို့မရဘူးဘုရားကကျွန်မပြောခိုင်းတာဖြစ်တယ်နော်ကျွန်မတို့အစံအဆုံးကျွန်မတို့အနေချင်းဆုံးသောနေရာကနော်ရုပ်ရှင်ယုံတွေမဖြစ်ရဘူးနော်တခြားနေရာတွေမဖြစ်ရဘူးအပျော်ပါးတွေနေရာမဖြစ်ရဘူးကျွန်မတို့ရဲ့အစံအဆုံးနဲ့ဖခင်ရဲ့မျက်မှောက်တော်ဖခင်ရဲ့အိမ်တော်ထဲမှာပျော်ဖို့ရန်အတွက်ဘုရားကအလိုရှိတာဖြစ်တယ်ကျွန်တော်တို့အတောင်းတဆုံးနေရာကဖခင်ရဲ့အိမ်တော်ဖြစ်ဖို့အာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်ဆွဲလန်းတဲ့နေရာပျော်ရွှင်တဲ့နေရာကအိမ်တော်ဖြစ်ဖို့ဘုရားမျက်မှောက်တော်ထဲမှာအရာအလုံးပြည့်စုံတာဖြစ်တယ်နော်ဒုက္ခရောက်မှဘုရားကြောင့်သွားတာတွေမဖြစ်ရဘူးခရစ်စမတ်နေ့ကျမှဘုရားကြောင့်သွားတာတွေမဖြစ်ရဘူးနော်ကျွန်တော်တို့အရေးကြုံမှဘုရားကိုသားတဲ့သူတွေမဖြစ်ရဘူးဘုရားရဲ့အိမ်တော်ဆိုတာကယုံကြည်သူတိုင်းသွားရမယ့်နေရာ
အာမင်တချို့တွေကဘာပြောလဲဆိုတော့ဆရာမတော်တဲ့ဘုရားကျောင်းလာဖို့ဆိုအဲ့လောက်ကြီးလည်းမခေါ်ဘူးတဲ့ငါတို့လာခြင်းနေတဲ့ဒါပေမဲ့ဆရာမအဲ့လောက်တအားကြီးလည်းမခေါ်တော့မလာရဘူးတဲ့ဘုရားသားသမီးတွေဘုရားအိမ်တော်သွားဖို့ဆိုတာဝန်ရှိတယ်ခေါ်စရာမလိုရဘူးအာမင်အာမင်ခေါ်ရမယ့်နေရာမဟုတ်ဘူးကျမတို့မှာတာဝန်ရှိတယ်သွားကိုသွားရမယ့်နေရာတွားရမယ့်နေရာဖြစ်ုံတာမကနောက်ကျဖို့လည်းမစင်စားရဘူးအချိန်မီတွားရမယ့်နေရာအာမင်ကျမတို့စင်ချင်ပေးမယ်ဆိုပေးစရာအများကြီးပါအချိန်နေမကောင်းဘူးဒါမှမဟုတ်အပန်းစီးတွေများတယ်ဒါမှမဟုတ်ပင်ပန်းတယ်ကျမတို့စင်ချင်ပေးခြင်းအများကြီးပါဒါပေမဲ့တင်းရဲ့နှလုံးသားကမိမ္မာန်တော်ကိုစာငတ်ပြီးမှဖခင်အိမ်တော်ဖခင်ရဲ့မျက်မှောက်တော်စာငတ်တယ်ဆိုရင်တင်းမရောက်ပဲမနေဘူးတင်းတွားနိုင်အောင်လဲဖခင်ကလမ်းဖွင့်ပြင်ဆင်ပေးမှဖြစ်တယ်တင်းကိုလည်းဖခင်ကကွယ်ကာပေးမှဖြစ်တယ်ဟာလေလုယာတင်းရဲ့အတက်တာကိုဖခင်ကအမြဲတမ်းစောင့်မျှော်နေတာဖြစ်တယ်သူ့ရဲ့အိမ်တော်ထဲမှာငါသားသမီးတွေငါစီလာရလားဆိုပြီးအမြဲတမ်းစောင့်မျှော်နေတဲ့ဖခင်ရှိတယ်ဆိုတော့ဒီနေ့သတိရစေခြင်းတယ်အာမင်ကျွန်တော်တို့ဖခင်ကိုပဲမျှော်လင့်တော်သူတွေဖြစ်ရအောင်ဖခင်ရဲ့အိမ်တော်ထဲမှာဖခင်ရဲ့အိမ်တော်ထဲမှာတတိုင်းတော်ထဲမှာကြီးတွားသောသူတွေဟာအချိန်တိုင်းပွင့်လန်းတယ်ကောင်းကြီးခံစားရတယ်အောင်မြင်တဲ့သူဖြစ်တယ်ဖခင်ရဲ့အိမ်တော်ထဲမှာကြီးထွားတဲ့သူနဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာမရှိဘဲနဲ့ကြိုက်တယ်လို့နေပြီးသွားလာတဲ့လူရဲ့အသက်တာရှင်ကြည့်မယ်ဆိုရင်လုံးဝထူခြားတာဖြစ်တယ်ဖခင်ရဲ့အိမ်တော်စာငတ်ပါဖခင်ရဲ့မျက်မှောက်တော်စာငတ်ပါတင်းရဲ့ဘဝထူခြားလာမှာဖြစ်တယ်အာမင်တင်းရဲ့စာငတ်ဒီထက်မကတာ၍ဂျေဇုပြုတ်ခြင်းတဲ့ဖခင်ကတင်းကိုအမြဲတမ်းစောင့်မျှော်နေတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့အလိုအဆုံးဖခင်ရဲ့မျက်မှောက်တော်ဖခင်ရဲ့အတန်တော်နားထောင်မယ်ဖခင်ကိုစာငတ်ရမယ်အရေးကြီးတာအများကြီးရှိမှာပါလောကမှာလိုချင်တာလည်းအများကြီးရှိမှာပါဒါပေမဲ့ဖခင်ကိုနာမတစ်ထားပြီးမျက်မှောက်တော်ထဲမှာနေပြီးကျွန်တော်တို့ဖခင်ခင်ဒီငါ့ကိုဘာစကားပြောမလဲဖခင်ကငါ့ကိုဘယ်လိုကောင်းချီးပေးမလဲငါ့ကိုဘယ်လိုမြင်မလဲဖခင်ကအဲ့ဒါအနစ်သက်ဆုံးဖြစ်တယ်သခင်ယေရှုလောကမှာအသက်ရှင်တဲ့အချိန်မှာမာသအိမ်သွားတယ်မာသမှာတော့အကောင်းဆုံးအဝတ်ပြုဖို့သူဆုံးဖြတ်ပြီးမှအကောင်းဆုံးသူချက်ပြုတ်နေတဲ့အချိန်မှာပင်ပန်းနေပြီမာရိယာတော့ဘာလုပ်လဲခရစ်တော်ရဲ့ခြေတော်ကြီးမှာထိုင်တဲ့အခါမှာမာသကိုရောကျမကတော့စားစရာတွေလောက်ပြီးပင်ပန်းနေပြီကျမညင်မအလကားထိုင်နေတာကိုကြည့်ရတလားခရစ်တော်သူမေးပြောတဲ့အခါမှာသခင်ယေရှုပါပြောလဲမာသတင်ရတခြားသောအမှုတွေနဲ့နောက်ရှက်ခြင်းခံရတယ်လို့ပြောတယ်အာမင်မျက်မှောက်တော်ထဲမှာမရှိတဲ့လူကနောက်ရှက်ခြင်းခံရတော်သူတွေဖြစ်တယ်အာမင်နားလည်နိုင်ဖို့ရောက်တိုင်းဖျားကောင်းချီးပေးပါစေမာနရဲ့ဆွဲဆောင်ခြင်းမာနရဲ့တွေးထိုးခြင်းမာနရဲ့သူဒေါသတွေထွက်နေပြီသူညမမကူညီတဲ့အတွက်စိတ်ဆိုးနေပြီစိတ်တိုနေပြီမာနရဲ့နောက်ရှက်ခြင်းခံရတဲ့မာသခရစ်တော်ကဘာပြောလဲမာသလိုတဲ့အရာကတစ်ခုတည်းဖြစ်တယ်အဲ့ဒီအရာကမာရိရွေးယူလိုက်ပြီအာမင်ဒီနေ့လိုတဲ့အရာမာရိရွေးလိုက်တဲ့အရာဘာလဲကောင်းကြီးမင်္ဂလာတွေလားမြင်နိုင်တဲ့အရာတွေလား no မဟုတ်ဘူးသခင်ယေရှုရဲ့ခြေတော်ရင်းမှာသူထိုင်ခြင်းအပြင်ခရစ်တော်ဘာစကားပြောလဲဆိုတဲ့အရာကအကောင်းဆုံးအရေးကြီးဆုံးအလိုအဆုံးသောအရာဖြစ်တယ်ဆိုတာခရစ်တော်ပြောတာဖြစ်တယ်အာမင်ဒီနေ့သင်ခရစ်တော်ရဲ့ခြေတော်ရင်းမှာထိုင်ပြီးမှဗိမာန်တော်ထဲမှာလာရောက်ခြင်းဟာဘုရားခင်ကကောင်းသောအရာရွေးယူတော်သူဖြစ်တယ်လို့သင်ကိုတတ်မှတ်ထားတာဖြစ်တယ်အာမင်တခြားအရာတွေအားလုံးထက်ခရစ်တော်ကိုအိမ်တော်ထဲမှာမျက်မှောက်တော်ထဲမှာသွားခြင်းကတာ၍ကောင်းတယ်အကောင်းဆုံးသောအရာကိုကျွန်တော်တို့ဆွဲလန်းပြီးမှတန်တပြီးမှရွေးယူတာကဘုရားခင်နဲ့တက်တော်ရာဖြစ်တယ်ဆိုတော့ဒီနေ့ပြောချင်ပါတယ်နောက်တတိယအချက်အနေနဲ့ကျွန်မပါဆက်ပြောချင်တယ်လဲဆိုရင်ဘုရားခင်ရဲ့ဂတိတော်များကိုဒါစိတ်ဆွဲလန်းခြင်းရှိပါကျွန်တော်တို့ဆွဲလန်းရမယ့်အရာဖခင်ရဲ့ဂတိတော်တွေပဲဖြစ်တယ်ဖခင်ရဲ့စကားတော်တွေပဲဖြစ်တယ်တမန်ကျမ်းစာထဲမှာဘုရားခင်ဂတိပေးထားတာတွေအများကြီးပဲအဲ့ဒီဂတိတော်တွေကိုကျွန်တော်တို့ဆွဲလန်းပြီးအသက်ရှင်ရင်ကျွန်တော်တို့အသက်တာထဲမှာမပြည့်စုံပဲမနေဘူးဂတိပေးတဲ့သူဟာဂတိတည်တဲ့ဖခင်ဖြစ်တယ်အာမင်ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်7ထဲမှာသူဤ
ခင်ပွန်းစာရာဒီလေအရွယ်လွန်သောအခါပရိသေယူနိုင်သောအခွင့်တကိုးကိုယုံကြည်ခြင်းအားဖြင့်ခံရလေ၏အကြောင်းမူကားဂတိထားတော်မူသောသူသည်တစ္ဆာရှိသည်ဟုစိတ်ဆွဲလန်းခြင်းရှိ၏အာမင်ဂတိပေးတဲ့သူကဂတိတည်တဲ့ဖခင်တစ္ဆာရှိတဲ့ဖခင်ဖြစ်တယ်လို့အာဗြဟံကလုံးဝစိတ်ဆွဲလန်းထားတယ်စိတ်ဆွဲလန်းနေဆိုကိုယ့်ရဲ့အထဲမှာအသေးဆွဲနေတာမှတ်သားထားတာဟောကျမတို့ကဘာတွေမှတ်သားထားလဲစိတ်ဆိုးတဲ့အရာတွေငါအတင်းသူပြောတာဟောငါ့ကိုမကောင်းကြောင်းပြောတာဟောငါ့အဲ့လိုဝေဖန်သွားတာမကောင်းတဲ့အရာတွေကျမတို့စိတ်ဆွဲလန်းဖို့မဟုတ်ဘူးမကျေနပ်မှုတွေပဲစိတ်ထဲမှာဆွဲလန်းနေဖို့မဟုတ်ဘူးကလေးစားချေဖို့တွေပဲစိတ်ဆွဲလန်းဖို့မဟုတ်ဘဲနဲ့ကျမတို့ဆွဲလန်းမဲ့အရာကနော်ဖယားတကယ်ငါ့ကိုဘာစကားပြောလဲငါ့ကိုဘလို့တွန်းတင်တယ်လဲငါ့အပေါ်မှာဘာဂတိပေးထားတယ်လဲအဲ့ဒီဂတိပေးတဲ့သူကဂတိတည်တဲ့ဖယားဖြစ်တယ်ဆိုတာကျမတို့ဆွဲလန်းတော်သူဖြစ်ရအောင်အာမင်အာမင်ဖယားတကယ်ဘယ်တော့မှဂတိမပြတ်ဘူးဂတိတည်တဲ့ဖယားဖြစ်တယ်ဒါကြောင့်သူ့ရဲ့ဂတိပေးတဲ့အတိုင်းကျမတို့ကဂတိတည်တယ်ဆိုတာကောင်းကောင်းမှတားထားဖို့ပဲဖြစ်တယ်ဖယားမပြောတဲ့လူတွေတောင်မှနော်ဂတိတည်တဲ့လူအများကြီးပါတချို့တွေဂတိမတည်ပေမဲ့ဂတိတည်တဲ့လူရှိရင်အော် तू ကဂတိပေးထားတာကျမတို့ကဥပမာအိုးမိတ်ဆွေတယောက်စီမှာပတ်စံသွားချိလိုက်တယ်အေးအခုတော့ငါလက်ထဲမှာရှိသေးဘူးနော်ဒီလမကုန်ခင်တော့ငါနင့်ကိုကူညီပါမယ်ဝန်တာနေပြီဟော तू ငါ့ကိုကူညီမယ်ဒီလမကုန်ခင်စိတ်ဆွဲလန်း तू ဂတိပေးထားတာ哦ဒါပေမဲ့လာကုံရော तू စီပြန်သွားတွေးလိုက်တဲ့အခါမှာ तू ဘာပြောလဲအေးတငယ်ချင်းငါရမယ့်အရာမရနိုင်သေးလို့ဘလို့ဖြစ်သွားလဲကျမတို့စိတ်မကောင်းဖြစ်သွားတယ်လူတွေကဂတိတိပြီဂတိပေးပေမဲ့ဂတိမတည်နိုင်ဘူးဖယားတခင်ကတော့ तू ပြောရင်ပြောတဲ့အတိုင်းပြည့်စုံစေတဲ့ဖယားဖြစ်တယ်ဟာလေလုယာဟာလေလုယာထိုဖယားရှင်နာမတော်ဘုန်းကြီးခြင်းရှိပါစေယောမအခန်းကြီး၄အငယ်21ထဲမှာဘာပြောလဲဆိုရင်ဂတိထားတော်မူသောသူသည်ဂတိထားတော်မူသည့်အတိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏တတ်နိုင်တယ်ဆိုတာလေစိတ်ဆွဲလန်းနေတယ်ဂတိပေးတယ်ဆိုတာ तू လုံနိုင်လို့ဂတိပေးတာလူတွေကတော့မတေချဘူးဖယားကြီးကတော့လုံးဝတေချတယ်အာမင်အော်တင်စုတောင်းနေမှာပါဖယားကြီးကတောင်းကြလို့တောင်းနေရမယ်လဲပြောတယ်ဒါပေမဲ့ငါရဲ့ဘဝကတော့ပိတ်ဆို့နေပါလားဘာမှမရေမရဘူးဖြစ်နေတယ်။ငါသွားချင်တဲ့တတိယနိုင်ငံလဲငါမရောက်သေးဘူး။ငါဘယ်လိုဆက်လုပ်ရမလဲ။သင်စဉ်းစားကောင်းစဉ်းစားလိမ့်မယ်။ဒါပေမဲ့ဖျားခင်ဂတိပေးရင်ဂတိတည်တဲ့ဖျားဖြစ်တယ်။အာမင်။တတ်နိုင်တဲ့ဖျားလည်းဖြစ်တယ်။အာမင်။မတတ်နိုင်တဲ့သူမဟုတ်တတ်နိုင်တဲ့ဖျားဖြစ်တဲ့အတွက်ဘာမှစိုးရိမ်စရာမလိုဘူး။ तू တတ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့သူ့ကိုပဲအားကိုးရအောင်။အာမင်စိတ်ဆွဲလန်းခြင်းရှိရအောင် तू လုံနိုင်တယ်ဂတိပေးတဲ့သူကဂတိတည်တယ်ဆိုအမြဲတမ်းထားပြီးမှနော် तू တတ်နိုင်တယ်ဆိုတာလေကျမတို့စိတ်ဆွဲလန်းထားရင်ကျမတို့စိုးရိမ်စရာမရှိတော့ဘူးမနဲ့ပြန်တော့မစိုးရိမ်နဲ့လို့ပြောတဲ့ဖခင်လုံးဝတတ်နိုင်တဲ့ဖခင်ဖြစ်တယ်အာမင်တချို့တွေကအိုးကဲတင်ချင်းပေးတဲ့ယေရှုခရစ်တော်ဖခင်အဖြစ်တော့ငါတို့ကအပင်ငရဲနေလွတ်မြောက်တဲ့သူတွေပဲဝမ်းမြောက်ခြင်းနဲ့ကောက်ခုံမဲ့ချီးမွမ်းနေဒါပေမဲ့မနဲ့ပြန်အတွက်စိုးရိမ်နေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်အဲ့ထဲမှာမပါကြစို့အာမင်ထာဝရအသက်ကိုပေးနေမှာတော့ကြံတဲ့အရာတွေမပေးဘဲမနေဘူးယောမဩဝါဒစာခန်းကြီး၈ထဲမှာနော်ထာဝရအသက်ကိုပေးမှာတော့နော်သားတော်နဲ့တကွာခတ်သိမ်းတော့အရာကိုမပေးဘဲမနေတဲ့ဖခင်ဟာလေလုယာဒီလိုအပ်ချက်တွေဖခင်ပေးခြင်းလွန်းလို့ပေးလဲပေးနိုင်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်သူ့ကိုပဲဆွဲလန်းပါသူရဲ့ဂတိတော်တွေကိုဆွဲလန်းပါပေးမယ်လို့ပြန်တကယ်ပေးတဲ့ဖခင်ဖြစ်တယ်ဖခင်စီကရေမာရဖို့ကျမတို့ဂတိတည်တဲ့ဖခင်ဖြစ်တဲ့အတွက်ဂတိတော်ကိုဆွဲလန်းကြရအောင်လို့ဒီနေ့ပြောချင်တယ်ကျမ်းစာထဲမှာဂတိတော်ပေါင်းများစွာရှိပါတယ်မကြောက်နဲ့မစိုးရိမ်နဲ့ဘာလို့ကျမတို့ကြောက်နေရမှာလဲနော်ထိတ်လန့်နေတဲ့စိုးရိမ်နဲ့နော်ဒါတွေကယုံကြည်သူတွေရဲ့နှုတ်ထဲကနေပြောဖို့တော့မဟုတ်ဘူးနော်ဖခင်တကယ်အတူရှိတယ်ဆိုတာကျမတို့လုံးဝစိတ်ချဖို့ပဲဖြစ်တယ်အာမင်ဒီတကောက်ကျွန်မတခါမှမကြုံဘူးတဲ့အရာတခုရှိတယ်။ဘာလဲဆိုတော့ခရီးတွေသွားတယ်။ပြည်ပတွေပြည်တွင်းပြည်ပတွေခရီးသွားတွေထဲမှာဒီတခေါက်ကလာဝကဒီ sorry ဒီကလေစိတ်မှာကျွန်တော်ရုံခန်းတဲ့ခေါ်သွားတာ။တခါမှမကြုံဘူး။ဒါပေမဲ့လုံးဝကြောက်တယ်ဆိုတာမရှိဘူး။
ကျမတို့အဖွဲ့တွေကျမတို့သွားပြီးသားမနစ်ကသွားတဲ့ထဲကနေ2ယောက်ပါတဲ့အတွက်ကျမတို့ခေါင်းဆောင်1ယောက်ပါတယ်ကျမကနောက်ဆုံးမှာနေတယ်ကြားထဲမှာမရောက်ဘူးသေးတဲ့9ယောက်ကကြားထဲမှာဒါပေမဲ့အဲ့ဒီလာဝကဖြတ်တဲ့ခါမှာတယောက်ကတအားရှိတာအကြောင်းမရှိအကြောင်းရှာအမျိုးမျိုးစစ်မေးကျမတို့အဖွဲ့တစ်ဖွဲ့ထဲပါပြီးပြန်มาပါဘာလုပ်မှာပါပြောတာဒါပေမဲ့မရဘူးနောက်ဆုံးကျမနောက်ဆုံးလူလိုက်ချာစာအုပ်တွေလန်နောက်ဆုံးကြတော့တေးလေး passport စာအုပ်အရှင်းမျက်နှာနည်းနည်းလေးဘယ်လိုပြောမလဲပြဲတာတော့မဟုတ်ဟာသွားတာလေးနေ့စာအုပ်ကဒီလိုဖြစ်နေတဲ့အတွက်ရုံခန်းထဲကိုသွားပါတဲ့အဲ့နဲ့ကျွန်မလည်းကတိတိသွားလိုက်တယ်ရုံခန်းထဲရောက်ဘာကိစ္စလဲဒီဟာလေးကိုဟာတာလွင်းတောင်မှဒီထဲကိုပို့လိုက်တယ်ဘာဖြစ်လို့လဲကျွန်မပြောတော့အဲ့နဲ့ तू ကတော့ဘာမှမပြောပါဘူးရုံခန်းထဲကအကြီးပါလေရာတူးကြီးတဲ့တယောက်ကကျွန်မပါပြောလဲဆိုတော့ဘယ်နေ့ပြန်မလဲကျွန်မတို့16ရက်နေ့ပြန်မှာပါရှိုးမနီပါလားပါတယ်ဘယ်လောက်ပါလဲ$2000ကျွန်မတို့ပြောလိုက်တာ$2000မဟုတ်ပါဘူး ringgit 2000ပါတာregistration fee အတွက် ringgit 2000ပါတော့ကျွန်မလည်းရုပ်တရက်$2000ဆို तू ကလည်းမပြခိုင်းဘူးကျေးဇူးတော်ကြောင့်လုံးဝမကြောက်ဘူးကျွန်တော်ဖခင်ကျွန်မနဲ့သူရှိတယ်ဆိုတာလုံးဝကျွန်မစိတ်ချတယ်အာမင်ဟာလေလုယာကျွန်မတက်တေခံစရာအကြောင်းဖြစ်မယ်ဆိုတာကျွန်မယုံကြည်တယ်ဖခင်အတူရှိကျွန်မတို့စိုးရိမ်နေစရာမရှိဘူးနိတိတခွန်ထဲမှာပြောလဲဖခင်ကကြောက်တတ်တော်စိတ်တော့မပေးဘူးချစ်တတ်တော်စိတ်တကိုးပါတော်စိတ်ရှင်းလင်းတော်စိတ်တော်ပေးတဲ့ဖခင်ဟာလေလုယာတို့ဖခင်ရှင်နာမတော်ဘုန်းကြီးချင်းရှိပါစေဒါကြောင့်မို့လို့ကျွန်တော်တို့ကဂတိတော်တွေကိုအမြဲတမ်းဆွဲကင်ဖို့ပဲဖြစ်တယ်တချင်းထဲမှာတော့ဆိုရဲဒါပေမဲ့ဗိမာန်တော်နဲ့ပြန်ထွက်သွားတဲ့အခါမှာစိုးရိမ်မှုပူပန်မှုတွေနဲ့စာတန်မာနကျွန်တော်တို့လက်ဖြားတော်ညာလဲမာနကိုအခွင့်မပေးကြစို့ဖခင်ငေါ့စကားပြောတာနှုတ်ကပတ်တော်တမန်တရားဒီနေ့နောက်ဆုံးတော့ကာလမှာစစ်တေဖြစ်တယ်တိုင်းနိုင်ငံတွေစစ်ဖြစ်တယ်မြန်မာပြည်တော့ပြောမနေနဲ့စစ်တေဖြစ်တဲ့အစာခေါင်းပါတယ်တဘာဝဗေဒနဲ့မျိုးမျိုးကြုံတွေ့ရတယ်မေတ္တာတရားခေါင်းပါလာတယ်ကဆိုးကြီးတွေအများကြီးတရားဒါတွေဘာကြောက်လဲကျမ်းစာပြေဆုံးနေတာတမန်ကျမ်းစာကကဘာကြီးပျက်စီးသွားရင်လေငါရဲ့ဘိန်တုတလုံးမှမပြတ်ဘူးလို့ပြောတယ်ဖခင်ဟာလေလုယာဒါကြောင့်မလို့ဖခင်ရဲ့ဂတိတည်တဲ့အတွက်ကြောင့်ဘယ်တော့မှကျွန်တော်တို့စိုးရင်ဖို့မဟုတ်ဘူးသူ့သားသမီးတွေကိုလုံးဝတာဝန်ယူတဲ့ဖခင်ဖြစ်တယ်အာမင်ဣတိလလူမျိုးတွေဖခင်ကိုပြမပြီးမှဖခင်စီကနေထွက်သွားပေမဲ့ဖခင်ကအမြဲတမ်းသူတို့ရွေးကောက်ထားပြီးသားချစ်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းကျေးဇူးပြုတယ်တင်းတို့အကျိုးနေဖို့လို့ငါဘယ်တော့မှငါမှကြံစီမရှိဘူးလို့ပြောတဲ့ဖခင်ဟာလေလုယာဒီနေ့ကျွန်တော်တို့ပေါ်မှာယေရှုခရစ်တော်ပြောင်းယုံကြည်လက်ခံတဲ့သူအားလုံးပေါ်မှာအာဗြဟံပေါ်မှာဖခင်ရဲ့ဂတိတော်တွေအားလုံးကကျွန်တော်တို့အသက်ဖခင်ကပေးပြီးသားဖြစ်တယ်ဒါကြောင့်အဲ့ဂတိတော်တွေအမြဲတမ်းဆွဲကိုင်ရအောင်အာမင်ဂတိတော်တွေကိုဆွဲကိုင်ရအောင်စိတ်ဆွဲလန်းခြင်းရှိရအောင်လို့အားပေးခြင်းတယ်နောက်နံပါတ်4ကတော့ကောင်းကင်ဘဏ္ဍာကိုစီးပူးကြရအောင်ကောင်းကင်ဘဏ္ဍာအထက်အရက်ကအရာတွေဖြစ်တယ်ကောင်းကင်ဘဏ္ဍာမတေခန်းကြီး6အငယ်19ကနေ21ထဲမှာပြောလဲဆိုရင်တန်ချေပိုးရွဖြစ်စီ၍တခိုးထွင်းဖောက်ခိုးယူဟာမြေကြီးပေါ်မှာဘန္တာကိုမစီးဘူးကြနဲ့တန်ချေပိုးရွမဖြစ်စီ၍တခိုးမထွင်းမဖောက်မခိုးမယူရကောင်းကင်ဘုံ၌ဘန္တာကိုစီးဘူးကြလောအကြောင်းမူကားအကျဉ်ရ၌တင်တို့ဘန္တာရှိထိုရ၌တင်တို့စိတ်နှလုံးရောက်တည်အာမင်ကောင်းကင်ဘန္တာပဲစီးပူဖို့ဖြစ်တယ်ကောင်းကင်မှာကျွန်တော်တို့အတွက်ဖျားခင်တိုးထားပေးတယ်ဆိုတော့ကျွန်တော်တို့သိဖို့အာမင်ဥပမာကျွန်တော်တို့ဘာမှပတ်စံသွားစုရင်ကိုဘာသာအုပ်ထဲမှာဘယ်လောက်ရှိတယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးလားကျွန်တော်တို့စိတ်နှလုံးရောက်တယ်လေသိတယ်လေဥပမာတခြားတစ်ခုပြောမယ်ဆိုရင်တစုံတယောက်ကကျွန်တော်တို့စီကနေပတ်စံလာချီးတယ်ဆိုရင်သူ့စီမှာငါကြွေးရဖို့ဘယ်လောက်ရှိတယ်လဲစိတ်ထဲမှာမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဘန္နာရှိတဲ့နေမှာစိတ်နှလုံးရောက်တဲ့အတွက်ကျွန်တော်တို့ကောင်းကင်ဘန္နာပဲစီးပူးရအောင်လောကဘန္နာတွေကတော့တန်ချေပိုးရဖြစ်စီနိုင်တယ်ပျက်စီးနိုင်တယ်ဘုရားကကျွန်တော်ဘာစကားပြောလဲဆိုရင်ကျွန်တော်တို့ရဲ့စုတဲ့အရာတွေဖခင်ကကောင်းကင်နိုင်ငံမှာစည်ရင်းနဲ့အကုန်လုံးသူလှုပ်ထားတယ်ကျွန်တော်တို့လှုပ်တဲ့အရာတွေ
မျိုးစစ်ကျဲတဲ့အရာတွေအားလုံးကဘုရားခင်မှာတန်တဲ့မှာပါပြီးသားအေဝင်ကြီးတရားတွေကျမတို့ပေးဆက်တဲ့အရာတွေကျမတို့မျိုးစစ်မျက်ရည်ကျတဲ့အရာတွေနော်ကျမတို့မျိုးစစ်စိုက်တဲ့အရာတွေအားလုံးကကောင်းကင်စရင်ထဲမှာဝင်တာဖြစ်တယ်ဥပမာကျမတို့ကအင်ဂျီတစ်ထည်ဝယ်ခြင်းတယ်အင်ဂျီတစ်ထည်နော်4-5 တန်ဆိုဘာမှမကောင်းတော့ဘူးတိန်ကနန်းဆိုလောက်မှပိုကောင်းတဲ့အရာတွေနော်အင်ဂျီတစ်ထည်ဝယ်ရင်လည်းအများကြီးပဲဒါမှမဟုတ်ကျမတို့စားစရာတခုစားမယ်မိသားစုဒါမှမဟုတ်တငယ်ချင်းတွေနဲ့စားမယ်ဆိုရင်နော်တခါစားတာနဲ့ringgit 100-200လဲကုန်နိုင်တယ်ဒါပေမဲ့ဘုရားကကျမဘာစကားပြောလဲဆိုရင်ဗိမာန်တော်ထဲမှာဖခင်၏နိုင်ငံတော်ထဲမှာတင်းရဲ့မျိုးစစ်စိုက်တဲ့အရာတွေအားလုံးကကောင်းကင်ဘန်စရင်ထဲမှာဝင်ပြီးမှတင်းရဲ့ကိုရေးကိုတာအတွက်တင်းစားတဲ့အရာတင်းသုံးတဲ့အရာတွေအားလုံးကကောင်းကင်ဘန်စရင်ထဲမှာလုံးဝမဝင်ဘူးတဲ့နားလည်နိုင်ဖို့ရောက်တိုင်းဖခင်ကောင်းချီးပေးပါစေတော့ကျမတို့ရဲ့လှုပ်ဆောင်တဲ့အရာတွေကကောင်းကင်ဘန်မှာဝင်ဖို့ဖခင်ရဲ့မှတ်တမ်းထဲမှာဝင်ဖို့တအားရည်ကြီးတယ်ဘာပဲလှုပ်လို့ဘယ်ပဲသွားဘာပဲပြောအရာအားလုံးကဖခင်ရဲ့မှတ်တမ်းထဲမှာရှိတဲ့အတွက်ဖခင်ရဲ့မှတ်တမ်းထဲမှာဝင်ဖို့မှတ်တမ်းထဲမှာမှတ်တမ်းတင်ခြင်းခံရဖို့ဒါအရေးကြီးဆုံးဖြစ်တယ်ဖခင်ရဲ့မှတ်တမ်းထဲမှာဝင်တဲ့မြတ်အားလုံးကအကျိုးရှိတာဖြစ်တယ်ဖခင်ရဲ့မှတ်တမ်းထဲမှာမဝင်မနဲ့ကျမတို့သုံးတဲ့သိန်းကနန်းဂျာကနန်းပဲဖြစ်အဲ့ဒါတွေကအချီးပဲဒီနေ့ဖခင်နိုင်ငံတော်တင်ပါဝင်တဲ့မြတ်အားလုံးအငယ်ဆုံးပဲဖြစ်အကြီးဆုံးအများဆုံးအရာအားလုံးတွေကတင်ပြန်လဲရှိတ်တရားမဲ့ကောင်းချီးမင်္ဂလာတွေတင်စိုက်ပြိုးတဲ့အရာတွေတင်တိုးထားတဲ့အရာတွေဖြစ်တယ်တဲ့အာမင်အာမင်ကောင်းကင်ပန်းစရင်မှာကောင်းကင်အထက်အရက်မှာစုတဲ့အရာတွေကတာလေတဲ့အတွက်အကျိုးပေးတယ်အကျိုးရှိတယ်ဆိုတာကိုဒီနေ့နားလည်စေခြင်းနဲ့ကိုဘာပဲလုပ်လို့ဖခင်အတွက်တင်ပေးစတဲ့တင်းရဲ့ချွေးသစက်တင်းရဲ့မျက်ရည်သစက်အားလုံးဟာကောင်းကင်စရင်ထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ဖခင်အတွက်ပေးဆက်ဖို့ဝေမလေးကြစို့ဖခင်အတွက်မျိုးစေ့စိုက်ဖို့နော်မရှိစင်ရသားတွေအတွက်မိုးဆိုးမမိဘမဲ့တငယ်တွေအတွက်တင်းရဲ့ပါဝင်မှုတွေအားလုံးဟာအချီးနှီးမဖြစ်ပါဘူးဖခင်ကမှတ်တမ်းထဲမှာတင်ထားတာဖြစ်တယ်နော်မလို့အပဲနဲ့တင်ဖြုံးတီးသွားတဲ့အရာတွေဖခင်မနစ်တဲ့အရာတွေအတွက်တင်အများကြီးတုံးသွားတဲ့အရာတွေလုံးဝဖခင်ကစရင်ထဲမှာမမှတ်ထားတဲ့အတွက်အဲ့ဒါတွေအတွက်မလို့အတဲ့နေရာမှာမသုံးမိဖို့မစုမိဖို့ဒီနေ့အရေးကြီးတယ်ဖခင်ရဲ့နိုင်ငံတော်ထဲမှာမြန်များစုတော်သူတွေဖြစ်ရအောင်မြန်များစိုက်ပျိုးတော်သူတွေဖြစ်ရအောင်ဖခင်ကတင့်ကိုအဲ့ဒီလိုအသက်ရှင်စေချင်တာဖြစ်တယ်အာမင်နောက်ဆုံးနံပါတ်5အချက်ကတော့ထာဝရနဲ့ဆက်ဆိုင်တဲ့အရာများတာစိတ်ဆွဲလန်းခြင်းရှိရအောင်ထာဝရနဲ့ဆက်ဆိုင်တဲ့အရာတွေဘာလို့လဲထာဝရဆိုကာလဆိုတာတည်မြဲတဲ့အရာတွေပဲကျမတို့ကနော်အဲ့ဒါတွေကိုပဲဦးစားပေးဖို့ဖြစ်တယ်လောကအရာတွေကမတည်မြဲဘူးပျက်စီးသွားမှဖြစ်တယ်တနေ့ကြာရင်နော်မနစ်တုန်းကကျမတို့သိတယ်နော်မြန်မာပြည်မှာငလင်အကြီးကျယ်လုံးတဲ့အခါမှာနော်တော်တော်များများပျက်စီးသွားတယ်ချမ်းသာကြွယ်ဝတဲ့သူတွေရဲ့အစည်းစိမ်များစွာပျက်စီးသွားတယ်လောကအရာတွေကမတည်မြဲပါဘူးဒါပေမဲ့အထက်အရထာဝရကာလနဲ့ဆက်ဆိုင်တဲ့အရာတွေတည်မြဲတဲ့အရာတွေကိုနံပါတ်1ဦးစားပေးပြီးစိတ်ဆွဲလန်းကြရအောင်ပထမဦးဆုံးနေတဲ့ထာဝရအသက်ကိုစိတ်ဆွဲလန်းတော်သူဖြစ်အောင်ကိုစိတ်ချမှုမရသေးဘူးဆိုရင်ထာဝရကာလမှာငါအပေငရဲနေငါတကယ်လွတ်မလားအခုငါတည်ရင်မနေ့ပြန်ငါတည်သွားရင်ငါအထဲကငါဝိညာဉ်ထွက်သွားရင်ငါဟာကောင်းကင်နိုင်ငံမှာအဖခမဲတော်စီရောက်မလားယေရှုခရစ်တော်စီရောက်မလားဒါအရေးကြီးဆုံးဖြစ်တယ်အာမင်ဒါကထာဝရကာလနဲ့ဆက်ဆိုင်တဲ့အရာဖြစ်တယ်နော်ကျမ်းစာကဘာပြောလဲဆိုရင်လူဒီဤစိတ်ကြဝရအတူအကျွင်းမဲ့အုပ်ဆိုးရ၍မိမိအသက်ဝိညာဉ်ဆုံးရှုံးတဲ့အဘယ်ကျေးဇူးရှိသနည်းတဲ့ဒီနေ့ကျမတို့လောကမှာအသက်ရှင်တာအကျိုးရှိဖို့ရန်အတွက်ထာဝရတက်ရဖို့အရေးကြီးတာဖြစ်တယ်အာမင်ထာဝရအသက်ရဖို့အရေးကြီးတာဖြစ်တယ်ရှင်ယောဟန်ခန်းကြီး6အငယ်40ခုမှာငါအမှန်ကန်ဆိုဒီကငါကိုယုံကြည်တော်သူတွေထာဝရအသက်ကိုရ၏ထာဝရအသက်ရဖို့ယေရှုယုံကြည်လက်ခံတော်သူတွေဖြစ်ရအောင်ဘာသာတရားကျမတို့မကယ်ပါဘူးအသင်းတော်တွေကမကယ်ပါဘူးကယ်တာကယေရှုခရစ်တော်တပါးပဲဖြစ်တယ်အာမင်ကိုစိတ်ယုံကြည်စိတ်ချမှုရှိတော်သူဖြစ်ဖို့အရေးကြီးတယ်နော်ကိုယ့်ရဲ့စိတ်ဆွဲလန်းနေရငါထာဝရအသက်ရမယ်ဆိုတာကိုစိတ်ချမှုရတော်သူဖြစ်ရအောင်
အာမင်မရေရာသေးဘူးဆိုရင်ကိုပြန်စမ်းစေရအောင်ထာဝရကာလနဲ့ဆက်ဆိုင်တဲ့အရာတွေဒီနေ့ကျမတို့ရဲ့စိတ်ဆွဲလန်းတဲ့အရာတွေဖြစ်ဖို့အားပေးခြင်းနဲ့အာမင်အာမင်ဒါကြောင့်မို့လို့ကျမတို့ရဲ့ဆွဲလန်းတဲ့အရာတွေဘာတွေလဲဆင်ခြင်ရအောင်နောက်ဒုတိယအနေနဲ့ကျွန်မဘာပြောချင်လဲဆိုနှုတ်ကပတ်တော်ကိုတမန်တရားအမြဲတမ်းဆွဲလန်းရအောင်နှုတ်ကပတ်တော်အတိုင်းသက်ရှင်ရအောင်ဖျားကြိုက်တာမကြိုက်တာကိုခွဲခြားပြီးမှနှုတ်ကပတ်တော်တိုင်းသက်ရှင်ရအောင်တိယောခန်းကြီးနှစ်အငယ်15နေ16ထဲမှာလောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနှင့်လောကကိုချစ်တော်သူမိဒီကခမဲတို့ကိုချစ်ခြင်းမေတ္တာမရှိလောက၌ရှိသည်များသောအရာတည်းဟူသောကိုယ်ကာယတတ်မဲ့ခြင်းမျက်စိတတ်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မသက်ဆိုင်လောကနှင့်သာသက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မဲ့ခြင်းသည်ရွေ့သွားကွယ်ပြောက်တတ်၏ဘုရားသခင်အလိုတော်နှင့်ညီကျင့်သောသူမူကားနေဆထာဝရတည်အာမင်ဖခင်ရဲ့အလိုတိုင်းအသက်ရှင်တဲ့လူနေဆထာဝရတည်တာဖြစ်တယ်လောကမှာငွေကြေးမလိုဘူးလားလိုပါတယ်ဒါပေမဲ့အဓိကငွေကြေးမဟုတ်ပါဘူးဖခင်နဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်အာမင်ငွေကြေးကနံပါတ်1မဖြစ်ရဘူးဖခင်ကိုတင်ရနေတဲ့ဘုရားခင်တင်ကိုတာဝန်ယူမှာဖြစ်တယ်ဖခင်နဲ့အသက်ရှင်သွားလာတဲ့ဘုရားခင်တင်ပါလို့လေတင်းကိုစိုးရင်ပူပန်ခြင်းအခွင့်မပေးတဲ့ဖခင်လုံးဝတင်းကိုမဆားမှာဖြစ်တယ်တင်းကိုကွယ်ကာမှာဖြစ်တယ်ဟာလေလုယာဒီနေ့လောကအရာတွေကျမတို့တတ်မဲ့လွန်းတဲ့အခါမှာစိတ်ဆွဲလန်းလွန်းတဲ့အခါမှာဖခင်ကိုမချစ်နိုင်ဘူးတဲ့ဒီနေ့ကျမတို့ဖခင်ချစ်တော်သူဖြစ်ရအောင်အာမင်ဖခင်ပဲစိတ်ဆွဲလန်းရအောင်ကျမတို့မျက်စိတွေဘာတတ်မဲ့နေတယ်လဲကျမတို့ဆွဲလန်းတဲ့အရာဖခင်ကိုပဲဖြစ်စေခြင်းတယ်ဒီနေ့ဖခင်ရဲ့အလိုတော်ဘာလဲရှာပြီးမှအဲ့ဒီအလိုတော်တီးဖို့ဆိုတာကနှုတ်ကပတ်တော်ကပဲကျမတို့နားလေစေနိုင်တာဖြစ်တယ်အာမင်နှုတ်ကပတ်တော်ကိုခံယူပြီးစံငါပြီးမှနှုတ်ကပတ်တော်တိုင်းအသက်ရှင်မယ်ဆိုရင်ကျမတို့အသက်တာကဖခင်ရခင်ကလိုအပ်တဲ့မြတ်သူတာဝန်ယူအောင်တမကဒီလောကမကထာဝရကာလတိုင်းတည်မြဲတဲ့အရာတွေဖြစ်တယ်အာမင်အာမင်119ခုမြောက်သောစာလံပိုင်းငယ်105ထဲမှာဘာပြောလဲနှုတ်ကပတ်တော်ကြီးကျွန်ုပ်ခြေရှိမှမီးခွက်ဖြစ်ကျွန်ုပ်လမ်းကျိုးလင်းစေ၏နှုတ်ကပတ်တော်မရှိရင်ကျမတို့လမ်းခီးဘယ်သွားရမလဲဆိုတာမသိတဲ့အချိန်တွေအများကြီးရှိတယ်ဒုက္ခရောက်တယ်ဘာမှကျမတို့မဝေခွဲလို့မရတဲ့အရာတွေအများကြီးရှိတယ်ဒီနေ့နှုတ်ကပတ်တော်ပိုင်းခြားတတ်ဖို့ဒီနောက်ဆုံးသောကာလမှာခရစ်တော်ရောင်ဆောင်တဲ့လူတွေလည်းအများကြီးပဲမာနရဲ့တိုက်ခိုက်မှုတွေအများကြီးပဲနှုတ်ကပတ်တော်မသိလို့မရဘူးကျမတို့နှုတ်ကပတ်တော်နဲ့ပြန်လဲခုခံဖို့အာမင်ယေရှုခရစ်တော်ကိုယ်တိုင်တောင်မာနကသူ့ကိုဘလို့ပြောလဲဆိုရင်နှစ်ဖယားသားဖြစ်တယ်ဆိုရင်ဒီကြောက်ခဲကိုမုတ်လို့ပြီးမှစားပါနှုတ်ကပတ်တော်နဲ့ပဲဖယားခင်ဆိုတာဘာမတတ်နိုင်တဲ့အမှုမှမရှိတာသူတိတဲ့နှုတ်ကဖျားရဲ့တတ်စွမ်းနိုင်ခြင်းနဲ့တီလွန်းလို့နှုတ်ကပတ်တော်နဲ့သူ့လက်ပြတယ်။ဒါနဲ့မကဘူးပိမန်တော်ထဲပေါ်ထက်ကနေခုံချပါတဲ့။ကောင်းကင်တမန်တွေကမာစချီးပင့်မယ်လို့တင်းကိုပြောထားတာပဲတဲ့။မာထားတယ်လို့ပြောထားတယ်တဲ့။စာလံ61ထဲမှာရှိတဲ့နှုတ်ကပတ်တော်နဲ့မာနကသူ့ကိုပြန်သွေးဆောင်နေတာဖျားရောက်နေတာနောက်ရှက်နေတာခရစ်တော်နေရာမှာကြည့်ဟုတ်တာပဲကျမ်းစာကကောင်းကင်တမန်တွေကမဆာချီးပေးမယ်လို့ပြောတာပဲငါခုံချမယ်ခရစ်တော်လုံးဝမပြောဘူးခရစ်တော်ဘာပြောလဲသင်ဖျားခင်ကိုမလဲဖျားနဲ့အာမင်နှုတ်ကပတ်တော်ကိုမသိဘူးဆိုရင်ကျမတို့လဲเสียအကြောင်းအများကြီးရှိတယ်ဒါကြောင့်ကျမတို့ယုံကြည်သူတွေနှုတ်ကပတ်တော်များဆွဲလန်းရအောင်စံငါရအောင်ဖတ်ရအောင်ဖျားခင်ဝန်းနေနေတဲ့အရာတစ်ခုကယုံကြည်သူဖြစ်ရတာနဲ့ကျမ်းစာမဖတ်တဲ့သူတွေများစွာရှိတယ်အဲ့ထဲမှာဒီနေ့ကျမတို့မပါဖို့အရေးကြီးတယ်အာမင်နှုတ်ကပတ်တော်ဆိုတာကျမတို့ရဲ့ဝိညာဉ်အစာဖြစ်တယ်မာတဲ4ထဲမှာပြောလဲလူဒီမုတ်အားဖြင့်သာအသက်မွေးရမည်မဟုတ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ပဲအသက်မွေးရမယ်လို့ပြောတဲ့အတွက်နှုတ်ကပတ်တော်ဆိုတာနေ့တိုင်းကျမတို့ဖတ်ရမယ့်အရာဖြစ်တယ်once ဒီအပြင်ခန္ဓာကိုယ်အတွက်တောင်ကျမတို့အစာစားတာတနတ်ထဲနဲ့မကျေနပ်ဘူးနတ်ထဲနဲ့မကျေနပ်တချို့တွေ3နတ်ထဲနဲ့မကြိုက်ကျေနပ်သေးဘူးမုတ်ပဲကတိစားတွေစားနေတယ်မုတ်ပဲတေးစားတွေစားတဲ့အပြင်မှာတယောက်ကငါကျွေးအောင်မယ်လာခဲ့ဆိုအာနာနဲ့တိတ်တော့မစားချင်ရှာပါဘူးအာနာပြီးလိုက်သွားတဲ့လူတွေအများကြီးပဲဒီနေ့ခန္ဓာကိုယ်အတွက်ပဲအဲ့ဒါအကျိုးပေးတာ
ဝိညာဉ်အတွက်လုံးဝအကျိုးမပေးဘူးဝိညာဉ်အတွက်ကြိုးပေးတဲ့အရာကနှုတ်ကပတ်တော်တမန်တရားပဲဖြစ်တယ်အာမင်နှုတ်ကပတ်တော်မြန်မြန်ဆန်ရအောင်မြန်မြန်စိတ်ထဲမှာတိုးထားရအောင်နှုတ်ကပတ်တော်တိုးထားခြင်းမရှိဘူးဆိုရင်မာနကိုကျွန်တော်တို့အောင်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့လူယုံကြည်သူများစွာလဲပြီးမှပြန်မထနိုင်တာကနှုတ်ကပတ်တော်မရှိလို့ပဲဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကိုတာပြီးဆန်ရအောင်နှုတ်ကပတ်တော်တိုင်းသိရှင်ရအောင်အာမင်အာမင်အရေးကြီးဆုံးကနှုတ်ကပတ်တော်ဖြစ်စေရအောင်နော်တခြားသောအရာတွေထက်နှုတ်ကပတ်တော်ပို့ပြီးမှစင်ချင်ပြီးနှုတ်ကပတ်တော်ဆိုတာဖတ်လေပို့ပြီးအရာသာတွေ့လေပဲနော်တချို့တွေယုံကြည်သူဖြစ်ရတဲ့နဲ့နှုတ်ကပတ်တော်ဘာမှမသိဘူးကျမ်းစာတော်မလန်တတ်တဲ့လူတွေအများကြီးရှိတယ်အဲ့ထဲမှာကျမတို့မပါဖို့အရေးကြီးတယ်ကျမ်းစာကိုအမြဲတမ်းဖတ်တဲ့သူနှစ်သက်တဲ့လူမျက်နှိုးတဲ့သူဖြစ်ရအောင်နော်နှုတ်ကပတ်တော်ကိုအမြဲတမ်းစင်ချင်အောင်မေ့တော်သူဖြစ်ရအောင်တရားတော်၌ပျော်မွေ့တော်သူဟာအချိန်တန်သောကာလမှာအသီးတီးလာမှာဖြစ်တယ်အာမင်မျက်နားမှာစိုက်တဲ့အပင်နဲ့တူတယ်လို့ကျမ်းစာမှာဖော်ပြထားတယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်တိုင်းနေ့တိုင်းအသက်ရှင်ရအောင်နှုတ်ကပတ်တော်အမြဲတမ်းဖတ်ရအောင်မျက်နှိုးရအောင်နော်အများကြီးမဖတ်နိုင်အောင်တနေ့မှာတပိုက်ဖတ်သွားရင်တော့မှကျွန်တော်တို့အတွက်အကျိုးရှိမှာဖြစ်တယ်ကျမ်းစာမဖတ်ဘဲနဲ့မနေကြစို့နော်ကျွန်မခင်ပွန်းတဲ့အသက်ရှင်တော့ကသူအမြဲတမ်းပြောတဲ့အရာကဖယားနဲ့အချိန်မယူဘဲနဲ့တခြားဘာမှမလုပ်ခိုင်းဘူးကျမ်းစာမဖတ်အားလောက်အောင်အလုပ်မများနဲ့နော်ကျမ်းစာဖတ်ဖယားနဲ့အချိန်ယူပြီးမှကျန်တဲ့အရာတွေကိုလုပ်ခိုင်းတာဖြစ်တယ်ဖယားကိုနံပါတ်1ဦးစားပေးခိုင်းတယ်နှုတ်ကပတ်တော်အမြဲတမ်းဆင်ခြင်ခိုင်းတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဦးစားပေးမယ့်အရာဆွဲလန်းတဲ့အရာတွေအားလုံးကဖယားနဲ့သက်ဆိုင်တဲ့ထာဝရကာလနဲ့သက်ဆိုင်တဲ့အထေရနဲ့သက်ဆိုင်တဲ့အရာတွေပဲဆွဲလန်းတော်သူတွေဖြစ်ရအောင်လို့အားပေးခြင်းတယ်အာမင်တခါလေကျွန်တော်တို့တချို့တွေပြောတယ်ငါဖတ်ခြင်းနဲ့ငါလုပ်ခြင်းနဲ့ဒါမှငါမလုပ်နိုင်ဘူးမစိုးရိမ်နဲ့ဘုရားခင်ကတင်းကိုမဆာပွေးရန်တန်ရှင်တော်ဝိညာဉ်တော်စေလို့ပေးပြီးသားဖြစ်တယ်ဟာလေလုယာယောမခန်းကြီး8အငယ်26ထဲမှာဘာပြောလဲဆိုရင်နော်ကျွန်တော်တို့မတတ်နိုင်တဲ့အရာကိုမဆာပွေးရန်တန်ရှင်တော်ဝိညာဉ်တော်စေလွတ်ထားတယ်အာမင်ငါတို့မတတ်နိုင်တော့အရာမှာဝိညာဉ်တော်ဒီမဆာတော်မူ၏တဲ့ယောမခန်းကြီး8အငယ်26ထဲမှာကျွန်တော်တို့မတတ်နိုင်တဲ့အရာဥပမာတင်စေးလိမ့်မဖြစ်နိုင်ဘူးဝိညာဉ်တော်ဘုရားမဆာပါကျွန်တော်ဘုရားမကြိုက်တဲ့အတွက်ကျွန်တော်မသုံးတော့ဘူးမဆာပါဝိညာဉ်တော်ကိုအကူအညီတောင်းလိုက်ပါတင်ဖြစ်ခြင်းတဲ့အရာအရင်မတောင်းချင်တော့ဘူးဒါပေမဲ့မဖြတ်နိုင်ဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်အကူအညီတောင်းလိုက်ပါတင်းကိုမဆာပေးဖို့သူဟာအစင်တက်ဖြစ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာတင်းကိုအမြဲတမ်းလမ်းပြတဲ့တန်ရှင်တော်ဝိညာဉ်တော်တင်းကိုအမြဲတမ်းဖေးမတဲ့တန်ရှင်တော်ဝိညာဉ်တော်ဘယ်တော့မှလစ်လူမရှိပါနဲ့အမြဲတမ်းတင်းနှလုံးသားထဲမှာဆွဲလန်းပြီးမှသူ့ကိုနေရာပေးပါနော်စာခရိကံကြီးလေးအငယ်6ထဲမှာဘိုးချီအားဖြစ်မှုအာနာတကူအားဖြစ်မှုငါဝိညာဉ်အားဖြစ်တာဖြစ်မယ်တဲ့တန်ရှင်တော်ဝိညာဉ်တော်မပါဘဲကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဝိညာဉ်တော်ကိုမြန်နေရာပေးအောင်ဝိညာဉ်တော်ကိုခေါ်ပေးရအောင်ကျွန်မကျမ်းစာကြောင့်တက်တုံးကအမေတက်တုံးကတယောက်နဲ့ကျွန်တော်တို့အငင်းခုန်ဖြစ်တာပေါ့နော်သူကတော့ fundamental နေလာတာဖြစ်တဲ့အတွက်ကြောင့်နင်တို့ Pentecostal တမားတွေရတဲ့တစ်ချိန်လုံးဝိညာဉ်တော်ခေါ်ဖိတ်နေတာဖခင်ကနေရာကမှရှိတာပဲတဲ့ကျွန်မနဲ့ငင်းခုန်ဖြစ်ငင်းခုန်နေကြတာအဲ့နဲ့ဝိညာဉ်တော်ဖခင်ကျွန်မစကားပြောတယ်ဘာပြောလဲဆိုတော့အတူရှိတယ်မမ်းပါတယ်ဒါပေမဲ့သူ့ကိုနေရာမပေးသူမလှုပ်ရှားဘူးအာမင်သူကိုအကူကြီးမတန်းသူမလှုပ်ရှားဘူးကျွန်မတို့ကိုfreedom ပေးထားတာဥပမာစားစရာတွေပြင်ဆင်ထားတယ်တင်လဲရှိတယ်ကျွန်မလည်းရှိတယ်တင်ကိုစားပါမပြောဘဲနဲ့တင်စားတယ်ဆိုရင်တင်အငတ်ချီကြမှာပေါ့တင်ကိုစားပါယူပြီးစားပါဆိုမှတင်စားမှာမဟုတ်ဘူးလားဝိညာဉ်တော်ကိုလည်းအဲ့လိုကျွန်မတို့နေရာပေးတယ်ဆိုရင် तू နေရာယူမှာပဲဖြစ်တယ်လို့ကျွန်မပြောလိုက်တယ်အာမင်ဘယ်တော့မှမမေ့နိုင်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကကျွန်မတို့မဆာဖို့ကျွန်မတို့အနားမှာမြဲတမ်းရှိတယ်သူ့ကိုအခွင့်ပေးရအောင်သူရဲ့မဆာခြင်းဥဆောင်ခြင်းလမ်းပြခြင်းကိုအမြဲတမ်းခံယူရအောင်အာမင်ဒီရအားလုံးဟာအထက်အရက်ကနေလာတဲ့ထာဝရကာလနဲ့ဆက်ဆိုင်တဲ့တည်မြဲတဲ့အရာတွေဖြစ်တယ်ဆိုတာဒီနေ့ကျွန်မအနေနဲ့ဖော်ပြခြင်းနဲ့ဒီຢာတွေကတကယ်ပဲကျွန်မအစာရှောင်စုတောင်းနေတဲ့ခါမှာဝိညာဉ်တော်ဖျက်တစ်ခုချင်းစီကျွန်မစကားပြောသွားတာဖြစ်တယ်ဒီနေ့ချစ်တော်မိတ်ဆွေပြန်ပြီးမှကျွန်မတဲဆောင်လာတဲ့တည်စကားဒီနေ့ကျွန်တော်အသက်တာထဲမှာ
နော်တီဆောက်စရာတွေဖြစ်မယ်လို့ယုံကြည်တယ်ဖခင်ရဲ့အတန်စီနဲ့အလိုတော်ထဲမှာအသက်ရှင်ရအောင်ဖခင်အတွက်တန်ဖိုးရှိစွာအသက်ရှင်ရအောင်ဖခင်ဘုန်းတော်အတွက်ဖြစ်ရအောင်အာမင်ကျမတို့အစွဲလန်းတဲ့အရာကဖခင်ပဲဖြစ်ရအောင်အာမင်အဲကြောင့်အားလုံးမတည့်ရအောင်အားလုံးအတူတူကမတည့်ရပြီးမှနော်ကျမတို့အတူတူကဖျောက်ချီးမွမ်းရအောင် music team တွေ worship team တွေရှိမလားကျမတို့ဘာတွေဆွဲလန်းနေတယ်လဲကျမတို့ဘာတွေစိတ်ကူးရင်နေတယ်လဲကျမတို့ရဲ့နှလုံးသားထဲမှာဘာတွေတူထားတယ်လဲဖခင်မနစ်သက်တဲ့အရာတွေရှင်ဖေရှားရအောင်ဒီနေ့ဝိညာဉ်တော်ကိုနေရာပေးရအောင်နော်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာတာ၍စာငတ်ပြီးတိုးဝင်ကြရအောင်ကျမတို့အသက်တာတွေဖခင်ရဲ့မျက်မှောက်တော်ထဲမှာပြန်လဲစကပ်ရအောင်ဖခင်ကကျမတို့ကိုအမြဲတမ်းမျှော်လင့်နေတာဖြစ်တယ်သူကိုတာ၍ချစ်စေခြင်းတယ်သူနေရာမှာဘယ်ပုဂ္ဂိုလ်မှသူအစာမထိုးစေခြင်းဘူးသူနေရာမှာဘယ်အရာကိုမှအစာမထိုးစေခြင်းဘူးသူရဲ့အလိုချင်ဆုံးကသူ့ကိုနံပါတ်1ထားတာပဲလိုချင်တာဖြစ်တယ်သူရဲ့တရားတော်မှာပျော်မွေ့တာသူရဲ့မျက်မှောက်တော်ထဲမှာနေတာပဲသူလိုချင်တာဖြစ်တယ်သူရဲ့ဂတိတော်တွေဟာတခြားသူတွေနဲ့တွေ့မဟုတ်ဘဲနဲ့တင်တဲ့ကျွန်ုပ်တွေ့ဖြစ်တယ်ကျမတို့ရဲ့အနာဂတ်အတွက်ကျမတို့ကောင်းစားဖို့ကျမတို့အောင်မြင်ဖို့သူကဂတိပေးထားတာဖြစ်တယ်ဂတိတည်တဲ့ဖခင်ဖြစ်တယ်ကောင်းကင်ဘနာစီပူတဲ့သူတွေဖြစ်အောင်လောကအရာတွေမလို့မဟုတ်ဘူးလောကမှာတခဏအသုံးပြုနေဖြစ်တယ်နံပါတ်1အရေးကြီးဆုံးပါနော်အထက်အရာတွေကနံပါတ်1ဖြစ်တယ်တည်မြဲတဲ့အရာတွေထာဝရကာလနဲ့ဆက်ဆိုင်တဲ့အရာတွေဝိညာဉ်ရေးရနဲ့သက်ဆိုင်တဲ့အရာတွေကျမတို့ပူဇော်ပေးပြီးမှဆွဲလန်းပြီးအသက်ရှင်တော်သူတွေဖြစ်ရေးကြည့်ပါလေ
ဖဖျားကိုရိနာမတော်ချီးမွမ်းပါတယ်ကျွန်တော်တို့အလိုအဆုံးအတန်တဆုံးကိုရောပဲဖြစ်တယ်ကျွန်တော်တို့အချစ်ဆုံးကိုရောပဲဖြစ်တယ်ကိုရောနေရာမှာပေးရပါစားထုတ်လို့မရနိုင်ဘူးပါဒါမီမြောက်ကိုရောစကားပြောနေလို့ယေရှုတင်တယ်ကျွန်တော်တို့အဆွဲလန်းဆုံးသောအရာတွေကိုရောပဲဖြစ်တယ်ဒီနေ့အထက်အယက်မှာလာတဲ့အရာတွေပဲဆွဲလန်းတယ်ကိုရောပဲဆွဲလန်းတယ်ဒါရကလည်းဆက်ဆိုင်တဲ့အရာတွေပဲဆွဲလန်းတယ်ကိုရောမျက်မှောက်တော့ပဲဆွဲလန်းတဲ့အဖအိုးကိုရောပဲလို့အတဲကိုရောမပါနေကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးတိုင်းရှင်တော်ဝိနောပြာကိုရောပဲမျိုးနေပါတယ်ပါဒီနေ့ကျွန်တော်တို့လောကရတဲ့ဆွဲလန်းခဲ့မိတဲ့အရာတွေတော့ဝိချတောင်းပါနေကိုရောနေရာမှာတခြားသောအရာတွေစားထုတ်ခဲ့မိတဲ့မြတ်အရာတို့အားလုံးတော့ဝိချတောင်းပါပါတယ်ပါကျွန်တော်တို့အားနေချင်တဲ့အတီးတီးတဲ့ကိုရောကိုလုပိတနာရောဘူးပါနေရတိုင်းမှာအချိန်တိုင်းတိုင်းမှာကျွန်တော်တို့အဆွဲလန်းဆုံးဒီကိုရောသားဖြစ်ပါစေကိုရိုနဲ့တော်အသက်ရှင်ခြင်းအပြင်ကိုရိုရဲ့အကျဉ်းစီနဲ့အလိုတော်ပြည့်စုံစေတော့တာသမီများဖြစ်စေတော်မူပါကိုရိုမျက်မှောက်တော်ထဲမှာတော့ဖဖျားခင်အချင်းရှိတယ်လို့ကိုရိုကိုပဲဦးစားပေးပြီးမှကိုရိုနဲ့ပဲအမြဲတမ်းရှင်ဒီကျွမ်းဝင်တော်သူတာသမီများဖြစ်စေတော်မူပါအပါတချာတော့အရာတွေအားလုံးတဲ့ကိုရိုပဲဆန်းခြင်းနဲ့အိုးတာဝိမင်းကြီးတမင်းရဲ့ရေးစီးတဲ့ချောင်းကိုတန်တရကြတော့ကျွန်တော်တို့ဝိညာဉ်လေးကိုရောတန်တရကိုရောအပါကိုရောနဲ့ဝေးနေလို့မရဘူးကိုရောစီကနေထွက်ပြေးလို့မရဘူးကိုရောဒါပေမဲ့ရောက်တိုင်းကိုရောနဲ့တာ၍ဂျင်းနီတောင်းဝင်စေပါမနေရတဲ့ဒီနဲ့တာ၍ကိုရောနဲ့တာ၍ဂျင်းနီတောင်းဝင်စေပါတာ၍ဒီကစေပါအိုးအလကမတာ၍ကိုရောရဲ့ကောင်းမြတ်ခြင်းနဲ့တိုးပြီးမြင်တွေ့စေပါအိုးနဲ့နေရတဲ့ဥစ္စာဆက်လက်ဖွင့်ပြပေးတော်မူပါဒီနောက်ဆုံးသောကာလမှာကောင်းကင်ဘဏ္ဍာစီးပူတော်သူတွေဖြစ်စေပါထာဝရကာလနဲ့ဆက်ဆိုင်တဲ့ຢာတွေကိုစာငလဲအိုးထိုးຢာတွေအတွက်အိုးဖဖျားခင်စုအိုးဖဖျားခင်တာရမီများအိုးထိုကောင်းကအရာတွေကိုပဲကောင်းမြတ်တဲ့အရာတွေကိုပဲတောင်းတပြီးမှထိုຢာတွေအတွက်ဆွဲလန်းတော်သူတွေပဲဖြစ်စေတော်မူပါဝိညာဉ်တော်ဖျားမဆာပါကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေကိုရောဆက်လက်လမ်းပြလဲပို့ဆောင်ကောင်းချီးပေးတော်မူပါဒီနေ့ကိုရောတာသမီရောက်တိုင်းဝင်ဆက်လက်စကားပြောတော်မူပါကိုရောဘုန်းတော်အတွက်ဖြစ်ပါစေနာမတော်ချီးမြှောက်ပါတယ်နာမတော်ကောင်းချီးပေးပါတယ်ချီးမွမ်းခြင်းကုန်ပြုခြင်းအားလုံးကိုရောပြန်လဲပေးကြပါ၏ထာဝရဘုရားသည်ကျွန်ုပ်တို့ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်ကျွန်ုပ်တို့၌မျက်နာတော်အလင်းကိုလွှဲကရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်ကျွန်ုပ်တို့ကိုမျှော်ကြွေးချမ်းသာပေးတော်မူပါစေသောသုံးပါးတစုဖြစ်တော်မူထသောအဖခမဲတော်ဘုရားရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ဘုရားရဲ့မဟာကယ်တင်ခြင်းစုကျေးဇူးနဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့လမ်းပြခြင်းပို့ဆောင်ခြင်းမဆခြင်းနဲ့အတူပါရှိခြင်းမိတ္တာဖွဲ့ခြင်းတို့ဒီကနေ့ကိုရောကိုးကွယ်ကြတဲ့ကိုရောရှင်ချစ်တဲ့သားသမီးအချင်းငယ်အားလုံးပေါ်မှာနဲ့မိသားစုပေါ်မှာလုပ်ငန်းကိုင်ငန်းပေါ်မှာနဲ့အနာဂတ်ပေါ်မှာထိုကောင်းခြင်းမင်္ဂလာအဖျားဖျားတို့ဒီယနေ့မှစာယူကာလစင်မြဲဆက်လက်တည်ရောက်တည်ရှိတည်နေပါစေတော့အာမင်